Jesus Timone Nagabatene Yung children na puro sa tula tu ay na ko ano ang tu channel sa keme pai chapi na le puro yung children piao ya buka me puro sa buka tu dulu ako ya na le tu dali na le puro no da lo li no ko na le puro na yin chi sa ku chei ma nak tin ga sa ta khuကျွန်တော်တို့ဒီလာမယ်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ဟိုယူဆိုစီလုံးဆက်ခဲ့ရအောင်မြေတော်ရှင်ပြနာမတော်ချီးမွမ်းပါတယ်။သမာတရားကိုရှင်းလင်းစွာနားလည်နိုင်ပါမည်ကြောင်းတန်ရှင်တော်ဝိညာဉ်တော်ဘုရားသည်ကိုပါပါ။လက်တော်ထဲမှာဆက်ကတဲ့ဘုရားယေရှုပြုတော်မူပါ။ဘုန်းတော်ထင်ရှားစေပါ။အယောက်တိုင်းရဲ့စိတ်ဝိညာဉ်ထဲမှာရှင်းရှင်းလင်းလင်းနားလည်ပြီးခေါ်အားဖြစ်ပါစေ။ယေရှုခရစ်နာမနဲ့ယုံကြည်စွာဆုတောင်းပါတယ်။အာမင်။ဆက်တော်ကြောင့်ဒီနေ့စာကိုတက်ပြီးတာ။အဲ့ဒါပါပဲဆိုဒီနေ့ကျွန်တော်တယောက်ချင်းတည်းရတတ်တာပဲပေါ့နော်ကျွန်တော်တို့ကဟိုဘာအဓိက focus လုပ်ချင်တယ်ဆိုတော့ကောင်းချင်မြင်လားအဲ့ဒါပဲအဓိက focus ထားချင်ကြတယ်တရားကိုအရေးမကြီးဘူးလားအရေးကြီးပါလေအရေးကြီးပါလေဒါပေမဲ့ဘဝကောင်းချင်မြင်လားဆိုတာကောင်းချင်မြင်လားဆိုတာဆက်ရှုပ်သွားတယ်ပြန်ပါသွားတယ်အဲ့ဒါကိုဒီနေ့ကျွန်တော်ဝင်လာခြင်းနဲ့ဆိုပထမဦးဆုံးကဘာဦးကျန်ကြည့်မယ်ကဘာဦးကျန်ခါဒီ73အပိုင်းနဲ့74ကဘာဦး73အပိုင်းနဲ့74对了，我五十多半年生。对了，查一下。လောတအာဗြဟံနဲ့ခွာ၍သွားပြီးမှထာဝရဘုရားဖြစ်အာဗြဟံကိုခေါ်၍အဲဆိုလောတသည်အာဗြဟံနဲ့ခွာ၍သွားပြီးမှထာဝရဘုရားသည်အာဗြဟံကိုခေါ်၍အမှန်ဒီဘယ်နှယောက်လဲဘယ်နှယောက်လဲနှစ်ယောက်လောတကအာဗြဟံနဲ့ခွာသွားပြီးမှဘုရားကဘယ်သူခေါ်လဲလောတလားအာဗြဟံလားအာဗြဟံကိုခေါ်တယ်ဘုရားသခင်အာဗြဟံကိုမခေါ်တာတော်တော်ကြာပါပြီကြာပြီဘုရားကအာဗြဟံကိုမခေါ်ဘူးတော်တော်ကြာပြီကဘာဦးစနစ်မှာခေါ်တယ်73မှာတစ်ချက်အခုဒီနေရာမှာကတော်တော်ကြာပြီးမှပြန်ခေါ်တယ်ဘာဖြစ်လို့လဲဆိုကြည့်အဲ့ဒီလောတနဲ့မခွာမချင်းဘုရားအာဗြဟံကိုမခေါ်ဘူးမင်းအာဗြဟံယုံကြည်သူဟုတ်လားဟုတ်တယ်အရင်တော့ဟုတ်ဘူးအဲ့ဒီအချိန်မှာဟုတ်ပြီလားဟုတ်တယ်ဘယ်အချိန်မှာစပြီးသူယုံကြည်သူဖြစ်တာကဘာဦးကြမလို့စနေဒါဆိုသူယုံကြည်သူဖြစ်ပြီးတဲ့နောက်
他们面老大有几多好了？好了，好的。俺哋有几多那样不呢？有几多呗喏？这有几多呢 ？Close friend。他们呀老大的 close friend 老大，别个听他们要是干么表？嘛啦，这家哪里不住？တင်သာအပြန်ဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒီလောတလိုလူမျိုးခင်ဗျာ close friend လောက်ထားတယ်ဖျားစကားပြောဘယ်တော့မှအပြန်စကားပြောလဲလောတနဲ့ခွာပြီးမှပြောတာဒါကြောင့်ကျွန်တော်စဉ်းစားလေဖျားသခင်ဟာဘာဖြစ်လို့သူ့အရင်တော့လို့မသုံးလို့ရလဲကျွန်တော်စဉ်းစားတယ်ကျွန်တော်တိတ်ကြောက်တဲ့အရာကိုလေဖျက်ခင်မတုံးတဲ့အရင်တည်းကမတုံးနဲ့ကိုယ့်ကိုအေးစစ်စစ်သွားလာမစိုးတုံးပြီးမှတိတာနောက်မှဘယ်ရောက်ခင်မတုံးတော့ဆိုအဲ့ဒါသိပြီစဉ်းစားကြည့်လေဟုတ်လားအရင်တည်းကဘာမှနာမည်မကြီးနဲ့ကောင်းအေးစစ်နာမည်လည်းမရှိဘူးဒီမှာလည်းသိပြီတွေ့ခဏတပြည့်ကိုအမျိုးတွေလောက်ကိုသိပြီးတော့နာမည်ရှိပြီပါတော့ဖျက်ခင်တော့မတုံးတော့ဘူးဆိုငါဘယ်လိုခံစားမလဲလွယ်ဘူးနော်ဟုတ်လားအေးငကိုကလေးကစင်ရင်လည်းကိစ္စမရှိပါဘူးချမ်းသာပြီးမှဘုံကနေစင်ရင်သွားရင်တရားတရားခက်လားလွယ်လားခက်တယ်နော်ကိုအရင်ကလေးကသူများကားပဲလိုက်စီးနေစီကိုကားရဲ့ကို special စီးပြီးတော့မှအခုပြုတ်တိုင်းဆိုကားလိုက်စင်နေတိတ်ခံရကားပဲတိတ်ခံရဘယ်ကားစီးအောင်မသိဘူးမနေတတ်ဘူးနော်လူဆိုတာအကြတံမခံနိုင်ဘူးဟုတ်လားကြားတဲ့တန်ဟုတ်ခံနိုင်ဘူးတော့လူဟာအဲ့ဒါကျော်စဉ်းစားတယ်ဖျားတဲ့ကောင်မသုံးတော့ဒုက္ခတော့ကျွန်တော်ကြောက်တယ်အဲ့ဒါသိကြောက်ရတယ်ဖျားမသုံးတော့ဘူးဆိုတော့ဖျားကမစကားမပြောတာလည်းလူလည်းရှိတယ်နော်အပြောင်းတော်ကြာမပြောဘာကြောင့်လဲဆိုတာအခုတမသိမယ်ကဘာဦးကျန်စနစ်မှာဒီတိုင်းပြောသွားမယ်နော်ကဘာဦးကျန်စနစ်အပိုင်းငယ်တစ်မှာဘုရားကအပြန်ကိုခေါ်တယ်အပြန်အမျိုးသားချင်းပေါ့ပေါ်များတွေကထွက်ငါပြောတတ်တော့ပြီးတော့သွားထွက်ခိုင်းလားဘယ်ရနေလဲမျိုးသားချင်းပေါ့ပေါ်ဘာလို့အဲ့တရားထွက်ခိုင်းလဲကောင်းကြီးပဲအဲ့ထဲမှာပေးလို့ဘာလို့အဲ့ထဲမှာပေးလို့မရလဲအဲ့ဒီအမျိုးထဲမှာပေးလို့မရဘူးဘာလို့အဲ့အမျိုးထဲမှာပေးလို့မရအဲ့ဒီအမျိုးကဖယားနဲ့စန့်ကျင်ဘက်အသက်ရှင်ဖယားနဲ့စန့်ကျင်ဘက်အသက်ရှင်တဲ့အမျိုးတွေအဲ့ထဲမှာတင်နေရင်ဖယားကဒီကိုပေးချင်တယ်လို့ပေးလို့မရပေးချင်တယ်လို့ပေးလို့မရဟိုကောင်လေးဘေးနားမှာဝင်ရောပြီးတွေ့သွားမလဲကျွန်တော်ကလေးတွေကိုပေးသတိထားတယ်ပွဲသွားမယ်နိုင်လို့ပေးလို့ဘယ်သူနဲ့သွားပါလဲလမ်းထိပ်ကလူဝင်ဒီလိုအချွေးပြန်တယ်ရောပါလေခုနဒီဘက်ကိုနိုင်ပြီးမှဘာလို့အိမ်ကြောက်တာလဲနေလမ်းထိပ်ကကောင်းနေမလွယ်ဘူးအဲ့ကောင်နေနေဆိုဒီကောင်ကြီးကမင်းစင်ညာစားပါမယ်ဘယ်သူနဲ့သွားမှာSunday school တဲ့တငယ်ချင်းဒီတော့ရတယ်နေလေစာသူတို့နောက်ဆုံးအိတ်တိမုတ်ပါအပူဝယ်ထည့်ပေးလိုက်တယ်ကိစ္စမရှိဘူးအဲ့ဒါကောင်းကြီးရှိတယ်ကိုယ်ကလေးကိုကိုပေးတာစဉ်းစားပြီးပေးသလားရမ်းပေးသလားစဉ်းစားပါရဲ့သူ့ကိုကြည့်ပြီးပေးလားတွဲတဲ့လူကိုကြည့်ပြီးပေးလားသူ့ကိုလည်းကြည့်တယ်တွဲတဲ့လူလည်းကြည့်တယ်ဟုတ်လားအေးတွဲတဲ့လူလည်းကြည့်ရတယ်နော်ဖယားခင်ကပေးတော့မယ်ဆိုကြည့်တယ်သူနဲ့စန့်ကျင်ထားတဲ့လူတွေရှိတယ်အဲ့လောက်မပေးဘူးဒါတော့မပေးဘူးဒါလည်းတွေ့ပဲအမေရိကန်
ထိုင်းနိုင်ငံလေတင်သင်္ဘောတစ်စီးပေးလိုက်ကိုပဲပြီးနိုင်ငံရှက်စီစိုးအဲ့အာရှနိုင်ငံတို့ဆိုရှက်စီစိုးတယ်ထိုင်းနိုင်ငံလေအမေရိကန်ပေးတဲ့လေတင်သင်္ဘောကြီးကလေညမှာပေးသင်္ဘောပဲပေးတယ်ချီတော့အမေရိကန်လေထိုင်းလေတင်သင်္ဘောပဲပေးတာလေညမှာပေးဘူးတရားစိတ်ဆိုတာတိတ်တယ်အမေရိကန်လိကလေးဘာလို့အဲ့ဒီမှာပေးတယ်လားတခုခုဖြစ်လာရင်အဲ့ဒီအာရှဘက်မှာတခုခုဖြစ်ရင်သူ့လေရင်ဆင်းဖို့လေရင်ကွင်းလာဖောက်တဲ့သဘောပဲလားဒါပဲလေထိုင်ရပြီလားတိတော့ဟောတိတော့ဟောကောင်းတယ်လေသူလာနားလည်းငါတို့တို့လည်းဦးကြီးရပြီးတယ်လေရင်ကွင်းတော့ဖောက်မယ်ဆိုတော့ပြောစရာဖြစ်ဒီတင်းကအချိန်ကြီးပြခိုင်းလေးရတယ်လေဒါရှင်းတော့ပတ်ဝန်းကျင်နိုင်ငံတွေကအမေရိကန်နဲ့ပတ်သက်တဲ့နိုင်ငံတွေကအရှမ်းစကီဆိုတော့ကန့်ကွက်တယ်ဒီလေတင်မောရတဲ့တကယ်တမ်းဆိုရင်လည်းပေးချင်နေမြန်ပေးပါလားဘာလို့လဲတင်မောပဲပေးနေတာငါတို့ဘက်ကတတ်တာဒါအရေးကြောင့်တစ်ခုရှင်လာလို့ဖို့ပဲပါညာနဲ့ပြောနေတာဒီပတ်ဝန်းကျင်ကိုကြည့်ပြီးမှအမေရိကန်လောက်တာအလကားမဟုတ်ဘူးဟုတ်လားအေးလက်ကြည့်ကဘာဦးကျစက်နဲ့မှာဖျားကြီးအမျိုးသားချင်းပေါက်ပေါ်တွေကဘလို့ထွက်ခိုင်းတယ်အဲ့အမျိုးသားတွေကဖျားနဲ့မတားပါဒါကြောင့်ဖျားနဲ့စန့်ကျင်တဲ့သူတွေနဲ့အထဲထဲမှာတင်နေတင့်ကိုဖျားကြီးကောင်းကြည့်ပြီးလို့ကောင်းကြည့်ပေးချင်တော့ပေးလို့ဒါပဲနံပါတ်1ကပါလားဒါကြောင့်အသင်းတော်ဆိုတဲ့ရွေးချယ်ရလားရွေးချယ်ရတယ်ဂိုင်းကနာတွေရွေးရတယ်ကျောင်းတွေရွေးချယ်ရတယ်ကျောင်းတက်တယ်ဆိုတာရွေးချယ်ရတယ်နေမြေဒေသကိုနေမဲ့နိုင်ငံကိုနေမဲ့ရက်ကွက်ရွာမြို့ရွေးရတယ်ဖျားနဲ့စန့်ကျင်တဲ့နေရာမျိုးမှာဘယ်လောက်ဈေးပေါ်မနေရဘူးဖျားတဲ့နဲ့စန့်ကျင်တဲ့နေရာတွေဘယ်လောက်ပဲအကျိုးမြတ်ရမနေရဘူးဘာလို့လဲအဲ့ဒီနေရာမှာဖျားခင်ကောင်းချီးပေးလို့လုံးဝမရဘူးအဲ့ဒါမှတ်ထားပေးချင်တော့ပေးလို့မရဘူးဒါကြောင့်တလောကလူတယောက်က thesis လုပ်တယ်ကဘာမှာရှိတဲ့နိုင်ငံတွေမြို့တွေကို thesis လုပ်တယ်ကျွန်တော်ကမပြောတော့နိုင်ငံတွေမြို့တွေမပြောဘူးနာမည်မတတ်ဘူးကိုယ့်ကိုစဉ်းစားလိုက်စဉ်းစားပြီးပေါ်သွားလိုက်မယ်ခင်ဗျားတို့သိပြီးသားဟာလေးတွေပဲဒါပေမဲ့နာမည်မပြောပေးဘူးကျွန်တော်ခဏနေကြရင်ကျွန်တော်လည်းရိုးပြီးတော့မှနော်ဖားခံနေရအဲ့ဒါကိုယ့်ကိုစဉ်းစားဒါအင်တာနက်ထဲရောက်သွားတယ်ကျွန်တော်လာဖမ်းလို့မရဘူးကျွန်တော်နာမည်မပြောထားဘူးကဘာမှာစူအများဆုံးပေါက်တဲ့မြို့နိုင်ငံစူကိုမလဲစူတီမလဲစူလမ်းမလဲစူလမ်းမလဲစူပင်နာနေစူပင်နေပဲဘာမှတော့လို့မရဘူးခုံးရလဲပြပေါင်းမီရှုံးလဲပြပေါင်းစူပင်နေလေဘာကြိုးလဲမရှိအဲ့စူပင်နေရန်တော့ခါရောက်တယ်အစူးတွေစူပင်နေဘယ်နေရာမှာပေါက်လဲရှာကြည့်ခရနဲ့စန့်ကျင်တဲ့ရုပ်တုစင်တူပေါ်များတဲ့နေရာတွေမှာစပယ်တွေပေါက်ရှာကြည့်တော့သူများပြချလိမ့်လာတာပြချသေးစိုးလာတစ်ချက်ဒုတိယတစ်ချက်ပြောဒုတိယတစ်ခုစာဝတ်နေတိတ်ခက်ခဲတာပတ်စံနေရှာဖို့လေအကျွေးစွာတဲ့မျိုးတွေဖြစ်ဟာစီရလိုက်တော့နောက်ဆုံးချမ်းသာတဲ့လူလည်းဈေးရောက်လာသွားကြည့်သူတို့အကျွေးပဲစွာတာပဲစွရတဲ့ချမ်းသာတာဘယ်မျိုးလဲဆိုတော့ဖယားနဲ့စန့်ကျင်တဲ့အလုံးလုံးတဲ့အဲ့ဒီမျိုးတွေအဲ့မှာရှိတဲ့ယုံကြည်သူတွေလည်းလေကျွန်တော်သွားဘူးတယ်လာဘူးတယ်တင်တန်းလို့တင်တန်းကွာတခုလောက်လို့ဖို့သူတို့ကောင်းလိုက်ရတဲ့အလူထောက်ထားဖို့ဘောလို့နောက်ဆုံးတော့ကျွန်တော်ဒီလိုပဲပြောလိုက်ရင်ကောင်းမနေနဲ့တော့ငါပဲပတ်စံဆိုင်တင်တန်းပေးပြီးပြန်တော့လို့အဲ့လိုပဲပြောခြင်းတယ်ဖယားနဲ့စန့်ကျင်တဲ့နေရာလေသူရဲ့စာဝတ်နေကြီးရတယ်လေခတ်လိုက်တာပတ်စံနဲ့ special ရှာတယ် special ရှာရန်ခတ်တယ်နော်အဲ့ဒါလိုနေရာမျိုးမှာဘုရားရှင်ကောင်းကြီးပေးချင်တော့ပေးလို့မ
မရဘူးမရဘူးဒါကြောင့်လို့ဓမ္မရှိတဲ့ဒီပါညီကောင်မောင်မတွေကိုကျွန်တော်ပြောချင်တယ်အာဗြဟံကိုဘုရားကအဲ့ဒီကနေဘာလို့ထွက်ခိုင်းလဲအဲ့ဒီမှာသူကောင်းကြီးပေးခြင်းတော်ပေးလို့အဲ့ဒါပဲဒါကြောင့်လို့ကျွန်တော်တို့ကဘယ်မှာနေရမယ်ဆိုတာရွေးချယ်ရတယ်ကိုယ့်ဘဝကိုဘယ်မှာအချိန်ပေးလဲအချိန်ဘယ်မှာသုံးလဲခင်ဗျားကလာမယ့်အပတ်ကိုဘယ်မှာအချိန်သုံးလဲလာမယ့်လကိုဘယ်မှာသုံးလဲလာမယ့်နှစ်ကိုဘယ်မှာသုံးလဲခင်ဗျားရဲ့ဘုရားကိုယ်ွယ်တဲ့အစီအစဉ်တွေဘုရားကိုယ်ွယ်မဲ့ကိစ္စတွေဘယ်မှာသွားပြီးကိုယ်ွယ်ကြပါလဲခင်ဗျားရဲ့ဗန္တာတွေအလူငွေတွေဘယ်မှာသွားပြီးပေးပါလဲစဉ်းစားဘုရားခင်ကောင်းကြီးပေးခြင်းတလောက်ပေးလို့မရတဲ့နေရာမျိုးမှာခင်ဗျားအချိန်ခင်ဗျားဗန္တာခင်ဗျားအစွမ်းတွေအဲ့မှာသွားပေးမယ်ဆိုရင်တင့်ကိုဘုရားကောင်းကြီးပေးခြင်းတလောက်ပေးလို့မရအဲ့ဒါရှင်းရှင်းနားလည်ဖို့လိုတယ်အာမင်ဟုတ်လားဒါကြောင့်လို့ဘုရားကအပြန်ကိုဘာလို့ခိုင်းတာလဲအမျိုးသားချင်းပေါက်ပေါ်တွေကထွက်လို့ပြောတာရောလားမရောလားအမျိုးသားချင်းပေါက်ပေါ်တွေမှာနေမယ်ဆိုရောလားမရောလားရောနေသူကောင်းကြီးပေးခြင်းတော့ပေးလို့မရဘူးဒီထွက်အဲ့ဒီကထွက်လာပြီးတဲ့နောက်တစ်ဆင့်သွားပြီတစ်ဆင့်ကြီးတစ်ဆင့်သွားမယ်အဲ့ဒီကထွက်ပြီးပြီနော်ထွက်ပြီးတဲ့နောက်ရှေ့ခင်ရောက်တယ်ဘုရားရှိခိုးတယ်ဘေဒလာမျိုးနဲ့အာဟိမျိုးသားရောက်တယ်အဲ့ဒီမှာလည်းဘုရားရှိခိုးတယ်ကျင်းတော့ဘေဒလာနဲ့အာဟိမျိုးသားရောက်တော့လည်းဘုရားရှိခိုးတယ်ဘုရားရှိခိုးပြီးတော့အဲ့ဒီကနေဆက်ပြီးခရီးသွားတယ်ခရီးသွားနေရင်ကနေပြီးတော့ဘယ်ရောက်လာလဲဆိုတော့သူအချင်းတွေကသူနေတဲ့နေရာခန်းထဲမှာအစာရည်သာခေါင်းပါတော့မယ်အစာတော့ဘာဖြစ်တော့မလဲခေါင်းပါတော့မယ်ဆိုတော့သူအမှမနေပဲနဲ့သူအေဂုတ္တုပြည်ကိုသူပြေးတယ်အေဂုတ္တုပြည်ကိုပြေးရောကဘာဦးကျစနစ်ပဲရှိသေးတယ်ဒီမှာမရေးတော့ပြေးတော့အဲ့ဒီအေဂုတ္တုပြည်အပြေးမှာအေဂုတ္တုပြည်နာရောက်ခံဒီမှာတတိယဟာအေဂုတ္တုဘုရင်ကငါမိမတိတ်ချောရင်တိတ်သွားလိမ့်မယ်ချောတော့တိတ်မယ်ဒါပေမဲ့လူဆိုတာတိတ်ဝင်ရှိတာတရားဝင်သူကအဲ့မိမကယောက်ျားရှိတယ်ဆိုတိတ်ဝင်မရှိဘူးလူဆိုတိတ်ဝင်ရှိအဲ့ဒါနဲ့ပဲသူကယောက်ျားဖြစ်နေတဲ့အတွက်ကြောင့်သူ့မိမရဲ့သူကအာဗြဟံကယောက်ျားဖြစ်တဲ့အတွက်ကြောင့်သူ့မိမကိုဘုရင်ကတိတ်လို့မရဘူးဒါပေမဲ့ပြန်တွေးမိတာကတိတ်လို့မရပေမဲ့ယောက်ျားတိတ်ခွင့်ရှိတာဥပဒေကနော်ယောက်ျားတိတ်ခွင့်ရှိအဲ့ဒါနဲ့သူဥပဒေနဲ့ကိုက်ညီအောင်ဘာစိတ်ကူရလဲဆိုတော့အာဗြဟံကိုတိတ်လေးခေါ်သွားပြီးမှတပ်ပလိုက်တယ်တပ်ပြီးမှစာရဲကိုသိမ်းလိုက်တယ်အာဗြဟံသိတယ်ဒီလူတွေဟာတဲ့ဥပဒေနဲ့ကိုက်အောင်ငါ့ကိုတိတ်လေးတတ်လိုက်မယ်တတ်လိုက်တော့ငါမိမလူလွတ်ဖြစ်သွားအဲ့ကြရင်သိနေဒါဆိုရင်ပြန်မလားပြန်ဆက်သွားမလားသွားရင်လည်းမိမသိမယ်သူသိမယ်ပြန်မလားပြန်ရင်ငတ်မယ်ကြိုက်တာကြီးဖြစ်ဘူးအငတ်တော့မခံနိုင်ဘူးဒါဆိုသိခံမလားသိလည်းမခံနိုင်ငတ်လည်းမငတ်သိလည်းမသိရှာအောင်တော့ဘူးစဉ်းစားလိုက်မောင်နှမလို့ညာပြောလိုက်မောင်နှမလို့ညာပြောလိုက်ရင်တေမတတ်တော့ဘူးလေဒါပေမဲ့စာရဲတော့ဘာလုပ်လိုက်မလဲတိတ်လိုက်မယ်အာဗြဟံကိုတော့မတတ်တော့အဲ့ဒါနဲ့ပဲမောင်နှမဆိုပြီးညာပြောလိုက်ညာလဲညာပြောလိုက်ကိုအိုးဘုရင်ကစာရဲကိုတိတ်လိုက်သူ့မိမကိုတိတ်လိုက်တိတ်နဲ့တိတ်ပြီးရောအာဗြဟံကိုဘာလုပ်လိုက်လဲလက်ဆောင်တွေအများကြီးပေးလိုက်တယ်အာဗြဟံကဘုရင်နဲ့ဘာတော်သွားလဲရောက်ဖဟုတ်လားရောက်ဖတော်သွားတော့လက်ဆောင်တွေအများကြီးပေးလိုက်ပြီလေအဲ့ဒီလက်ဆောင်တွေကကျွန်တော်ဒီမှာပြောမှုတယ်သင်ပေးမှုတယ်အဲ့ဒီလက်ဆောင်ထဲမှာဘာပါလာလဲဆိုတော့အငယ်16လက်ဆောင်နော်တိုးနွားကလာအုပ်မြဲကြီးမြဲမကြောင်ကြားကြောမိမလက်ဆောင်အများကြီးရသွားတယ်အာဗြဟံအာဗြဟံလက်ဆောင်ရတော့မိမတော့ပါသွားတော့ညကြတော့
ဟာဖယားတခင်ကနန်းတော်ထဲမှာတန်ခတ်တယ်ဖာရောပြည်နဲ့နန်းတော်သားကိုတန်ခတ်လုံးဝစားတယ်ကိုဘယံထိလို့မရလုံးဝထိလို့မရဖယားတန်ခတ်ဖယားတန်ခတ်တာလားဟာဖယားတန်ခတ်တယ်နော်ဘလို့တန်ခတ်တယ်မှာပါဘူးလက်ကြီးစွာတော့ဘေးဒဏ်ဖြစ်တန်ခတ်တော်မူသည်ဖြစ်ရိုးရိုးဘေးဒဏ်မဟုတ်ကြီးစွာတော့ဘေးဒဏ်ချီတဲ့တန်ခတ်လိုက်လုံးဝထိလို့မရဘူးဟာဘာလို့ဒီမကောက်နန်းတော်သားတွေပါပါတယ်အဲ့တန်ခတ်တဲ့ထဲမှာအဲ့ဒီတန်ခတ်တယ်ဆိုတဲ့အကြောင်းကိုကဘာဦးကျန်းစနစ်မဖတ်ဘူးနော်ကြားပဲပြောမယ်ကဘာဦးကျန်းစနစ်ကဘာဦးစနစ်အပိုင်ရ30ခွန်ကနေပြီးတော့မှ30 sorry ဆက်ခွန်ကနေ19ထိအဲ့ဒီမှာပါတယ်မဖတ်တော့ဒါခပ်ပလိုက်ဒါနဲ့အာပြန်ကဟာမဖြစ်တော့ဘူးလေဟိုဖာတော့မဖြစ်တော့ဘူးလေအာပြန်သွားခေါ်ဒါကမိမပဲတဲ့အာပြန်သွားခေါ်လာပြီးမှဟေးအာပြန်နေမိမလေးနေဘာလို့ညာပြောလာလဲတညာလုံးဒုက္ခရောက်တယ်ငါတို့သိလားခေါ်ကွာနေမိမနဲ့အာနေမိမပြန်ရခေါ်လာတယ်လက်ဆောင်ပြန်ယူပြီးတော်ပြီးတော့လက်နဲ့နေဖျောက်ဖာရောညာလားအပြန်ညာလားအဗရန်အပြန်ညာလားအပြန်ခံလားဖာရောခံလားဘယ်သူခံလဲဖာရောခံဖာရောလက်ငါတို့ညာတာလည်းမဟုတ်သူညာတာငါတို့ခံယုံကြည်သူစသတိတာသူညာလည်းကိုခံတတ်တယ်တော်တော်မလွယ်ဘူးယုံကြည်သူကအဲ့ဒါနဲ့ကဲပြန်ယူသွားနေမိမဆိုတော့အာပြန်ကအဲ့မိမယူပြီးတော့ခုနလက်ဆောင်နေရောအကုန်ချုပ်ပြီးပြန်သွားတယ်ဒါဆိုအာပြန်ကြိုက်လားတစ်ချိန်ကြိုက်လားဟောဖြေတညပဲခွဲရတယ်လက်ဆောင်အကုန်ပြန်ရမိမကိုလည်းဖာတော့ထိလို့မရဘူးကြည့်ပြန်လာပြီးတော့နော်တနေ့အရင်တော့ကသူဖျားရှစ်ခိုးခဲ့တဲ့ဘိသလနဲ့အာအီကိုပြန်ရောက်အရင်တော့ရှစ်ခိုးခဲ့တဲ့နေရာလေးပြန်ရောက်တော့ရစ်ပလင်အဟောင်းလေးတွေ့အဲ့ရစ်ပလင်အဟောင်းလေးကိုတန်ရှင်းလို့ဒီလိုပြောမယ်ဆိုရင်သူကဒီမှာကဘာဟုစက်နဲ့မှာအဲ့ဘလူပြထွက်လာတယ်ရှိခင်ရောက်တယ်ဒီမှာဖျားရှစ်ခိုးတယ်ဆက်သွားတယ်ဘိသလရောက်တယ်ဖျားရှစ်ခိုးတယ်ဆက်သွားတယ်ခန္ဓာပြည်ရောက်တယ်ခန္ဓာပြည်ကနေပြီးတော့သူ့မိမနဲ့လက်ဆောင်နေနဲ့ပြန်လာတယ်ဒီကိုဘေဒလောက်ပြန်ရောက်လာတယ်ဒီမှာဘုရားရှိခိုးတယ်ဒီမှာရစ်ပလင်ရှိပြီးသားမလားရှိပြီးသားဆိုတော့ပြန်ရစ်ပလင်လုပ်စရာအကြောင်းမရှိတော့ဒါလည်းဘုရားပြန်ရှိခိုးအဲ့မှာဘုရားရှိခိုးတယ်ရှိခိုးလေပြီးရောဟာဘုရားတခင်ကလည်းကောင်းကြီးပေးလိုက်တာဘာလို့ကောင်းကြီးပေးတယ်လဲဆိုတော့လေလိုက်စို့ကဘာဦးကျ73အပိုင်ငယ်9မှာနော်လိုက်စို့မယ်တိုးနွားအများရှိသဖြင့်ထိုသူနှစ်ဦးတို့သည်အတူနေခြင်းကမြေမဆန့်နိုင်အပိုင်ငယ်96ကဘာဦးကျ73အပိုင်ငယ်96အိုးအဒီကနေခရီးဆက်တူလေးနဲ့သူနဲ့လေအမလေးများလိုက်တာပစ္စည်းတိုးနွားတဲတိတ်များတာကောင်းကြီးတွေလေဖျားကောင်းကြီးပေးလားပေးတယ်ဒီမှာကြည့်ရှိခင်မှာကောင်းကြီးပေးလားပေးတယ်ဘေဒနာမှာကောင်းကြီးပေးလားပေးတယ်အဲ့ဒီဒီပြန်လာတော့စီတိုးနွားအများကြီးရလားလက်ဆောင်ပါလားလက်ဆောင်လက်ဆောင်အများကြီးပါလာဟုတ်ပြီနော်ကဲအများကြီးပဲဒီမှာဘယ်လောက်များလဲမြေမဆနိုင်ပြောဘယ်လောက်များလဲပြန်ပြောဘယ်လောက်များလဲမြေမဆနိုင်အိုးအများကြီးပဲရေကြီးမဆနိုင်ဘူးအဲ့လောက်များတာအဲ့ဒါနဲ့ဒီမှာကြည့်ဒီနားမှာလေအာပြန်ရဲ့နွားကြောင်သားနဲ့လောတရဲ့နွားကြောင်သားရံဖြစ်တယ်
နွားကြောင်းသားအာပြန်မှာလည်းနွားကြောင်းသားရှိတယ်တူတူလေးလောတာမှာလည်းနွားကြောင်းသားသူတို့နွားကြောင်းသားတွေကတယောက်နဲ့တယောက်မတည့်ဘူးရံဖြစ်စကားများရံဖြစ်တဲ့ခါကျတော့ဟာအာပြန်ကစဉ်းစားတယ်ဖြစ်ဘူးဒီနားမှာတယောက်တော့ရံဖြစ်ဖို့လမ်းခွဲကြသူတို့ရံဖြစ်တဲ့နာကဘယ်နာလဲဆိုတော့လိုက်ဆိုဖေရစီလူတို့ဒီထိုအရ၌နေကြသည်ဘယ်နာမှာရံဖြစ်လဲဖေရစီလူတွေနေတဲ့နေရာမှာရံဖြစ်ကြည့်သူတို့ရံဖြစ်တဲ့နေရာကဖေရစီလူတွေနေတဲ့နာမှာရံဖြစ်တာအပြည့်စဉ်းစားရကွာစိတ်မကောင်းငါနွားကြောင်းသားနဲ့လောတာနွားကြောင်းသားရံဖြစ်တယ်ဖေရစီလူတွေနေတဲ့နာမှာဖေရစီဆိုတာမယုံကြည်သူပြန်ပြောပါလေမယုံကြည်သူတွေနေတဲ့နာမှာတွားရံဖြစ်တော့ဘုရားဘုရားရှာလားရံဖြစ်တာကယုံကြည်သူတွေရဲ့နွားကြောင်းသားဘယ်မှာလဲဆိုဖေရစီလူတွေနာမှာအဲ့ဘုရားကိုထိခိုက်လားဘုရားထိရှာလားထိရှာဘူးဒါနဲ့အပြည့်စဉ်းစားတယ်ဖြစ်ဘူးနော်သွားပြီးတော့မှညာဖြစ်နေပြီငါတော့ကြောင်းသားနဲ့လောတာနဲ့ကြောင်းသားလောတာလာမြေကြီးတစ်ပြေလုံးမင်းရှိမှရှိတယ်ကြားလားနေဟိုဘက်ချမ်းသွားရင်ငါဒီဘက်ချမ်းသွားမယ်နေဒီဘက်ချမ်းသွားရင်ငါဟိုဘက်ချမ်းသွားမယ်ကြိုက်တာယူတဝဲယူလိုက်တဝဲနေယူလိုက်လာကွဲတော့မယ်တူတူနေလည်းရံဖြစ်နေမှာဆိုတော့မထူးတော့ဘူးပြောင်းတွဲပဲယူလိုက်ရအောင်ဘောရင်ဘုရားသခင်ထိခိုက်တယ်ဘုရားမထင်ရှားဘူးလမ်းခွဲမယ်စကားကိုဘယ်သူရင်ပြောလဲအာပြန်ပြောတာဘယ်သူဘုံထိခိုက်လို့လဲဘုရားဘုံထိခိုက်လို့ခင်ဗျားတော်ဘုရားခင်ဘုံတော်ကိုထိခိုက်လားမထိခိုက်ဘူးလားအဲ့ဒါစဉ်းစားပြီးလို့အဲ့ဒါအရေးကြီးတယ်အာပြန်ကတော့လောတာဆိုတာသူ့နဲ့သွေးသားနဲ့ပြောရင်သူအမျိုးတော်လားအာပြန်ကလောတာသွေးသားနဲ့ပြောရင်မျိုးတော်လားအာပြန်ရဲ့တူအဲ့ဒါတူလေးလေဘလောက်မျိုးတော်တော့ဖျားဘုံထိခိုက်လို့ဆိုလမ်းခွက်မယ်ဟာလေလုယာပြက်လူမျိုးတူဂိုင်းတူအမျိုးတော်တော့လာမပြောနဲ့ဖျားဘုံထိခိုက်မယ်ဆိုမှလို့လမ်းခွက်အာမင်ဖျားဘုံရေးကြည့်တယ်လေငါတို့လူမျိုးတွေဂိုင်းတွေရေးကြည့်တာပေါ့ဖျားဘုံရေးကြည့်တယ်ဖရစီလူတွေနားမှာနေကြောင်းသားနဲ့ငါတော်ကြောင်းသားရဖြစ်တယ်လေငါကြောင်းသားကြီးပြန်ခံပြီးနေနဲ့ငါနေမှာကြောင်းမလားအဲကြောင်းလည်းကြောင်းပေါ့ဒါဆိုလည်းမဆိုဘူးဒါမဲ့တိုးနွားတဲအများကြီးငါတို့မနိုင်တာတော့ငါကြောင်းသားနဲ့ထားမှာပေါ့ထားတော့လည်းရဖြစ်တယ်ဆိုတော့ဘသူထိခိုက်လဲရဘုံထိခိုက်တယ်အဲ့တော့တယောက်တော့ပဲနေလိုက်အောင်ပြီးတာပဲမင်းတို့ကငါတို့နေလိုက်လောတာတော့ယူလိုက်လောတာစဉ်းစားဒီလိုခွဲလိုက်ဒီဘက်မှာရေရှိတယ်ကြည့်နော်ဒီလိုခွဲလိုက်ဒီမှာရေရှိတယ်စကြက်ရှိဟိုဘက်မှာရေရှိတယ်စကြက်ရှိတယ်မြလားမြအဲ့လိုခွဲလို့လောတာဒီလိုခွဲလိုက်ရေနဲ့စကြက်ဒီဘက်မှာအများကြီးရှိတယ်ဟိုဘက်မှာ6ကန်ဘာမှမရှိမမြဘူးဒီလိုခွဲလောတာဘယ်လိုခွဲလဲမပြဘူးခွဲဦးလေးအဗျာကျွန်တော်ဒီဘက်ချမ်းယူလိုက်မယ်တိလားဦးလေးဟိုဘက်ယူလိုက်နော်အကောင့်တွေကုန်ကျုပ်သွားပြီလောတာအကောင့်ဆုံးတွေယူလိုက်တော့အဗျာကြည့်တော့ဟာငါဘာမှရေလည်းမရှိစကြလည်းမရှိမွေးတာတိရစ္ဆာန်လောတာယူတဲ့အချမ်းပါလေရေရောစကြရော special အကောင်းဆုံးပါသွားပြီလောတာဘက်ကိုလောတာယူလိုက်တဲ့အချမ်းဘလို့ကောင်းတယ်လဲဆိုလို့ရှိရင်ကဘာဦးကျ73ဘလို့ကောင်းတယ်လဲဆိုတာပြောမယ်အပိုင်ငယ်30 73ပိုင်ငယ်30ဖတ်ကြည့်ထိုကာလအခါတော်တော်မျိုးနေဘုံမရမျိုးကိုထာဝရဘုရားဖြည့်ဆည်းတော်မမူမီဇောရမျိုးသို့သွားသောလမ်း
ယော်ဒန်မြစ်ပတ်ဝန်းကျင်အရရ၌ရေများ၍ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့၎င်းအဲဂုတ္တုပြည်ကဲ့သို့၎င်းဖြစ်သည်ကိုလောတသည်မျှော်ကြည့်၍မြင်လျင်ဘာနဲ့တူလဲလောတယူလိုက်တာယူလိုက်တဲ့နေရာဘယ်နေရာလဲတောတော်ဂေါမောရဘာနဲ့တူလဲထာဝရဘုရားဤဥယျာဉ်တော်ကဲ့သို့ဘလောက်ကောင်းလဲအဲ့နေရာကိုယူလိုက်ရှဲလောတရတဲ့နေရာကောင်းလားအပြန်ရတဲ့နေရာကောင်းလားလုံးဝမကောင်းရက်ဆက်တူတူလေးလေးယုံကြည်သူအဲ့လိုတော်ရတဲ့ယုံကြည်သူနော်တိတ်တက်မှာပဲထင်ပြီးတော့ဟင်းတပကံနဲ့နှစ်ယောက်တူတူထိုင်စားကြည့်လို့ကျန်တာအလုံးသူပကံအာလူကြံအပကံလွယ်ဘူးကြည့်အကောင်လုံးအကောင်းလေးယူသွားတယ်တော့မရတဲ့ဟာဦးလေးပြထားခဲ့နှစ်ယောက်စလုံးယုံကြည်သူဟုတ်လားကျွန်တော်မြင်မဲ့လောတဇာတိကဝိညာဉ်လောတဇာတိကဝိညာဉ်လားလောတကဇာတိနဲ့လှုပ်ရှားတယ်ဟုတ်လားမဟုတ်လားအေးအကောင်အကောင်းယူသွားတော့အပြန်ပါရတယ်အပြန်ရတဲ့နေရာပါလေအညံ့တေကနာယအညံ့ပြောမယ်ဆိုရင်ရေမရှိစကြက်မရှိဘုမာရေများတယ်ကြည့်လိုက်ဒါဆိုကျွန်တော်ပြောမယ်အာဗျာကဇာတိကဝိညာဉ်လားအာဗျာကဝိညာဉ်ကြည့်တက်ခံလိုက်လားအာဗျာကဝိညာဉ်ရနဲ့စဉ်းစားတဲ့အခါမှာသူသဘောတူလိုက်လောတအကောင်းပဲရသွားတကယ်တော့လောတကအကောင်းပဲယူလိုက်ဇာတိအဲ့ဒီလောကနဲ့အာဗျာခွဲသွားပြီးမှဖယားကဘုသူ့လာခေါ်လဲအာဗျာကိုစကားလာပြောတယ်ဒီမှာဇာတိတမနဲ့လမ်းခွဲအဲ့ဒီမှာဘုရားကပြည့်စုံကြွလာကျွန်တော်လည်းခဏပြောမယ်ဆိုရင်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ကျွန်တော်လမ်းခွဲတယ်ဝိညာဉ်ကြီးကကျုပ်ချီတွေနဲ့သုံးကြိမ်ခွဲလို့လောလောဆယ်ခွဲတိုင်းကျွန်တော်နာပြီးခွဲရကျွန်တော်နာပြီးမှပဲခွဲရဟိုးတော့ကကျွန်တော်တောင်းကြည့်မှကြောင်းလိုက်တာတောင်းကြည့်မှရှေ့တော့စလင်တော့ဖေးမြေပုံစားခရစ်တော်မယုံရင်လည်းမယုံကြည်သူဘွားတွေကဒါမျိုးမလုပ်ဒါပေမဲ့တရက်တော့ယုံကြည်သူဘိန်းစားတယောက်ကိုကူညီလိုက်လို့ကျွန်တော်ဘာမှမလုပ်ဘဲနဲ့ကျွန်တော်ဝိုင်းကွယ်ဟာအဲ့ဒီလူတွေကတကယ်ဇာတိသမားတွေဒါပေမဲ့ကျွန်တော်တို့နဲ့ရမ်းချစ်တာလုံးဝမခွဲနိုင်သူတို့ဝိုင်းကွယ်တော့ကျွန်တော်ပြေးရတောင်ချီရလုံးဝချေဦးလဲလို့မရတော့ဘူးကျွန်တော်လက်ရဝိုင်းကွယ်တာကျွန်တော်ဘာမှမလုပ်ဘူးကိုညီလိုက်လို့သူများသူတို့မကြိုက်တဲ့လူကိုညီမေးလို့ဆိုပြီးတော့ကျွန်တော်လက်ရအဲ့ဒီလူတွေကဇာတိဟာဒီလေခံစားတာထုတ်ပြအမှတချိန်ပဲဘူးဟာအဲ့ထွက်ပြေးတဲ့နောက်ပါလေအဲ့ဒီကနေစပြီးပြားကြီးကျွန်တော်ကောင်းကြီးပြေးလိုက်ဟာလေလုယာအဲ့ဒီဇာတိနဲ့ခွဲတဲ့ခါမှာမလွယ်ဘူးကျွန်တော်ရမ်းချစ်တာကိုခွဲနိုင်အဲ့ဒီကနေကျွန်တော်ဘယ်ရောက်သွားလဲကျန်တဲ့တန်းနေပိုင်ကြီးနိုင်တော့တာအဲ့တောင်ကြီးမှာကျွန်တော်ထားခဲ့တာနဲ့မြကြီးနားမှာ
ဖိတ်တစ်ခွက်နှစ်ယောက်ထောက်စေးရဲရင်းနှီးကြတော့ပြီးတော့မှတော့ပြောတယ်ရမ်းပြောအဲ့လိုရစတိတယ်ဝိညာဉ်ရမှာစတိတယ်ဖြတ်ကျွန်တော်ခွဲပလိုက်ကျွန်တော်တော်တော်နာကျင်နေဘာလို့မှမသိဘူးဖြစ်သွားတာဒီချီနာရောက်တော့ဟာဖြတ်ကျွန်တော်လမ်းပြတယ်မဆာလိုက်အောင်မြင်သွားကျွန်တော်အဲ့ဒီတောင်ကြီးမှာရှိတဲ့အောင်မြင်မှုတွေရတယ်ဘာလွန်တာမရှိလွန်စက်မရှိဒါကြောင့်ကျွန်တော်ပြောမယ်ဇာတိနဲ့တွဲနေဘုရားကောင်းကြီးလေးလို့ရဒီချီနာမှာအလုံးရင်းနဲ့ဟာဘာမှအတင်းတော်လည်းချိပဲလေကျက်တာတင်းဟိုင်းအတင်းတော်ဖြစ်သွားဖြာကြီးကျေးဇူးပြုတာလောက်ကလည်းတော့လုံရင်းနဲ့ဖြစ်တော့ဖြစ်တာအောင်မြင်သွားတာဟာအောင်တော့အဲ့ဒီမှာကျွန်တော်လည်းလုံးဝမမာဘူးအားလုံးပေါင်းပြီးတော့စာရီတမားကြီး white ကိုပဲကျွန်တော်အဲ့ဒီဥစ္စာကြီးထားပြီးကျွန်တော်ထွက်သွားတာတယောက်လေအောက်ချစ်တဲ့ပုံကျွန်တော်လုပ်တာကျွန်တော်အဲ့မှာလေဆရာကြီးများရှိတယ်ဒါပေမဲ့အဲ့မှာတင်တန်းလို့ဘာလို့ကိုကြားစိတ်ပါညာအမြဲတမ်းကျွန်တော်အများဆုံးကျွန်တော်ဖုခါပြီကျွန်တော်ဘောတဲ့ဘာလို့ကျွန်တော်လူလို့အိုက်တော့အိမ်တော့မရှိဘူးဘာလို့အစ်စေတော်လိုက်လာလိုက်ဝမ်းသာတယ်မိုင်းအမျိုးကန်ရဘယ်နိုင်ငံရောက်မိုက်နှမျိုးတိုင်ဒါကြောင့်ဒီကမှားလာလို့ကျွန်တော်ရောက်တဲ့နိုင်ငံတွေကမိုက်လို့ချေရတယ်နော်ကဲအဲ့ဒါနဲ့ဘာမှမရှိဘူးဆိုင်ကျွန်တော်တယောက်တည်းထွက်လာအကုန်လုံးထားဖို့ကြတယ်ကျွန်တော်တယောက်တည်းဒီကြီးနာမှာထားပြီးကျွန်တော်ထွက်နာကျင်လားမအောင်တော့တဲ့တော့လုံငန်းမှာကျွန်တော်ဟောမှကျွန်တော်သိမလာတဲ့လူရှိအခုကျွန်တော်အလုံးမရှိဖြစ်သွားဟာတနည်းမနေတော့ကြောက်တနည်းလားဆိုပြောလိုက်တာတနည်းမနေကြော်သွားစနေရောက်လန့်မနေ့ကဘာများရှိကုန်လဲကျွန်တော်မနာတဲ့တရားဟောနေရတဲ့လူတင်တန်းပေးနေရတဲ့လူအခုမှကျွန်တော်ဘုရားကျောင်းသွားတက်ရမယ်ဆိုတော့ကျွန်တော်တို့ပြဿနာဟာတနည်းကိုလူကြောက်အဲ့လူတွေမာလာမန်နာတထိုင်နဲ့သူတို့မင်းနဲ့ပြီးတယ်တခြားလူတွေလည်းပြီးတယ်အုံသိသူတို့ဇာတ်တယ်ပြောတယ်ကျွန်တော်ခေတ်ကားတွေပြတ်တော့ဘာမလို့တွားရှက်တယ်မမပေမဲ့တွေ့ခံစာတိအတွေ့ရနော်ကျွန်တော်လည်းသူတို့ရမ်းချစ်တာဘလို့လို့ကျွန်တော်ဖိုးကပ်ပြီးမှသိချစ်တာမရဇာတိဆိုတာဘာလို့အရမ်းချစ်လို့ကောင်းလဲရမ်းချစ်တာမိုင်းနဲ့ချစ်ပါမိုင်းနဲ့ချစ်ပါမကောင်းနဲ့ချစ်ပါပဲသိတယ်တမချစ်ပါဖြစ်ဖြစ်ပါလူမျိုးမဆွဲနဲ့နော်ဆွဲပါဦးဖြစ်ဖြစ်ပါခိုင်းမဆွဲနဲ့ဆွဲပါဦးဖြစ်ဖြစ်ပါချစ်တာလူမျိုးဂိုင်းတီးတယ်ခွဲနိုင်ရချစ်ဆွဲတကယ်ဆွဲဦးလားဆွဲလားအဲ့လူမျိုးမကောင်းတဲ့အကြောင်းပြောအဲ့ဒါတော့ကြီးကျွန်တော်ပြောမယ်ရှမ်းချစ်ခွာလာတဲ့ပြီးကျွန်တော်အိမ်တော်ကြာဘာဖြစ်လို့ကြိုက်လဲကျွန်တော်ပြောပြဘာလို့ကြိုက်ကျွန်တော်ကလာကျွန်တော်ယူတဲ့ဘင်္ဂါမချင်းခက်တယ်တော့ဘာကချစ်ထုံးစံနဲ့လက်ထပ်ခိုင်းကြည့်စိတ်မကောင်း
တော်အိမ်လည်းကျွန်တော်အသိမပေးဘူးပြီးရင်တို့ဘာလို့ကလားထောက်ဆန်တဲ့လက်ထပ်ခိုင်းစစ်ကောဖြတ်ခင်ချင်းထောက်ဆန်တဲ့လူချင်းကလားထောက်ဆန်ငါတို့ယုံကြည်သူမှာထောက်ဆန်ရှိယုံကြည်သူကစိတ်ကရှိတယ်ဒီမှာလေယုံကြည်သူရဲ့စိတ်ကတည်းမရှိတယ်ငါယုံကြည်သူစိတ်ကနဲ့ပဲလက်ထပ်မှာဘယ်ယုံကြည်သူစိတ်ကနဲ့မကိုင်ငါပဲလက်ထပ်ထပ်အဲ့လိုမလို့ရကောင်းလားဒေါသထွက်လို့ကန်ထုတ်ခံချစ်မမိမမလို့ရှိရှိယုံကြည်သူစိတ်ကနဲ့ပဲလုံမှာပြီးစိတ်ဆိုးတာကန်ထုတ်လာဟာချမ်းသာပတ်စံလေးကိုပါတော့စပိတ်တော့ရတော့လို့ပြီးရောအဲ့ဒါကန်ထုတ်ခံအဲ့ဒါကျွန်တော်တို့နေစရာအိမ်မရှိဘယ်မှာနေရာမှမသိအရင်တော့လေစံတို့လူတာငါတို့အိမ်မှာသူတို့မှာဒီမှာစားဟိုမှာစားလူရေဘူးတော့တာမဟုတ်ဘူးအဲ့လူရဲ့ပွဲတွေလက်ဖက်ချက်တော့မလောင်လမ်းမတွေ့မသိမဲ့သူတို့မဆန်တာချီတတ်ကြဇာတိလာဝိညာဉ်လားဇာတိတခါနဲ့ပြောလိုက်မယ်ဇာတိအဲ့ဒါခွာသွားပြီမှာကျန်တဲ့ပြန်ကောင်းကြည့်ပြီဟာထားခဲ့တဲ့ဟာတဲ့အခုဟာကဟာပုံကောင်းကြီးများပုံများတောင်ကြီးမှာထားခဲ့တာတဲ့မြကြီးနားမှာပုံများမြကြီးနားမှာထားခဲ့တဲ့အတင်းတော်တဲ့နောက်အခုဘုရားကြီးကောင်းကြီးများမေးတော့ဟာပုံများစောစောရလို့တင်အစောရထားပါစောစောပါမသိလားပုံများဇာတိနဲ့တွဲနေဘုရားကောင်းကြီးပေးချင်တယ်လို့ပေးလို့မရဘူးအဲ့ဒါဟာပြောလိုက်တာကွာပြန်တော့ဂျေစုတော်ပဲအိမ်နေငါဖျားကြောင်းလေးလို့လူတွေကမြာဟာပြန်ပြီးတော့လမ်းဆန်းလာတယ်သိလားဘုရားဖွဲ့ဘုရားကချာဘယ်တော့ပြုံးလဲချီဒီဘက်ကိုကြည့်နေသူတို့ချီမှာကောင်းတော့စံတော့ကိုညီလာတော့ဘာကိုနဲ့ကိုညီပေးလာဟောပေးမလာဘူးငါမအားဘူးငါပြကြောင်းတော့ငါတခါတည်းပြောဟောတာငါမအားဘူးလူလွတ်ပြီပါလူကိုညီပေးချီတော့ရှားခင်ကတာရွှေ့ပုံများတဲ့ကောင်းကြည့်ပြီအဲ့နောက်ပိုင်းကဆရာတယောက်ရောက်လာပြီတမအလုံးလုံးရင်တဲ့ကျွန်တော်နဲ့တွေ့တဲ့ဆရာသူကလည်းကျန်းစာတွေကတချို့စုကျေစုလက်မခံကျွန်တော်လက်ခံဝိညာဉ်စုကျေစုတွေကျန်းစာမှာပါတာအလုံးကိုလက်ခံသူကလက်ခံတော့ကျွန်တော်ဘယ်လိုလုပ်ရလဲသူလက်အားလာတယ်ကွာလက်ခံမလားကျန်းစာမှာပါတာလက်မခံထွက်ပြောချင်ပါဘူးကွာအာနာပြောချင်မပြောရပါဘူးတကြကြဘာမပြောညာမပြောတနည်းကိုနေတရားဟောနေတခါတည်းကျင်ညာပဲတာဒီတစ်ဘက်ကနေနောက်ဆုံးပဲတဲ့နောက်တစ်ဘက်ကဒီမှာမပါတော့ဟာအကလုံးမဟုတ်ဘူးဆရာမဖြစ်တာကျွန်တော်မင်းဘယ်လိုဖြစ်လာလဲငါလည်းမသိဘူးငါလည်းမပြောဘူးမနေ့ကတော့လည်းတူတောက်သေးတယ်မပြောဘူးငါ့ဟာအဲ့လိုလုပ်သွားတာဘယ်ကောင်းလဲငါက6ခါတွေ့လို့သွားခေါ်တယ်အဲ့လိုမလုပ်ပါနဲ့တူလုပ်ရအောင်လုပ်ဘူးဘာဖြစ်လို့လဲဘာမှမဖြစ်ဘူးလေလုပ်ရအောင်မလုပ်ဘူးလေဟာခွာပါစိတ်မကောင်းကွာငါတို့လုပ်ဖို့စောင့်ပြီးပွဲသွားတယ်စိတ်မပြောတယောက်ဘာဖြစ်လဲမသိပါဘူး
ချက်ချင်းမသိဘူးချက်ချင်းမသိဘူးလာနေနေကြတော့ဟောဖခင်တော့အဲ့ဒီတက်ကိုအောင်မြင်သွားတယ်ဟာလေလုယာဟာလေလုယာကျွန်တော်ပြောပြီးဇာတိနဲ့တင်တွဲနေရင်ကောင်းကြီးပေးခြင်းတော့ပေးလို့မရဘူးကျွန်တော်ကကိုယ်ပြီးဒီလိုပြောလို့ဘာလို့လဲကိုယ်ရအောင်လို့ပြောတာမဟုတ်ဘူးနော်ဘာနဲ့ကိုယ်လာလဲဘာနဲ့ကိုယ်လာကိုပြောတာလဲဇာတိနဲ့ကွာသွားဖို့လိုတယ်ဒါမှဖခင်ကကောင်းကြီးပေးတာကြီးတယ်အဲ့ဒီမှာကောင်းကြီးခံစားတာကြည့်အဲ့ဒီမှာအခုအပြန်ဘယ်သူနဲ့ကွာသွားပြီလဲလောတာနဲ့ကွာလဲသွားပြီးမှဘုရားကအပြန်ကိုလာပြောတယ်သင်နေနဲ့သင်ရှိရာအရက်တောင်မြောက်အရှေ့နောက်ကိုမျှော်ကြည့်တော့လိုက်ဆိုသင်မြင်သောမြေတစ်ပြင်လုံးကိုသင်ဤအမျိုးအနွယ်နှင့်sorry သင်နှင့်သင်ဤအမျိုးအနွယ်အားငါသည်ကာလစင်မြဲပေးသည်သင်ကိုလည်းပေးမယ်နော်သင်အမျိုးအနွယ်ကိုလည်းပေးမယ်နော်ဘယ်လောက်ပေးမလဲကာလgeneration by generation တချို့လူတွေကဒီလိုခံစားရတယ်ကောင်းကြီးဓမ္မကြီးကိုတတ်မှာပဲခံစားရတယ်တာသမီတွေလက်ထက်ကြတော့တအိမ်လုံးပေါက်ပြီးရှုံးသွားပြီအဖေလည်းအတုပတ်ချပြီးတော့နောက်တစ်လကျအိမ်ပါပြောင်းသွားကုန်ပြီတားစစ်မြေစက်မရဘူးကိုတစ်ဆက်ပဲရဟုတ်လားဆိုတော့ဓမ္မရှိတဲ့မိဘညီကိုမောင်မှာဖျားလို့တော့ကတစ်တစ်ဆက်ထဲပဲကောင်းကြီးခံစားဘူးလားတားစစ်မြေစက်ဟုတ်လားမဟုတ်လားတရက်လားအစင်မြဲလားဇာတိခွာလိုက်အဲ့ဒီမှာခံစားဒါကြောင့်ဖျားသခင်ကောင်းကြီးပေးသောအရာဟာဇာတိလားဝိညာဉ်လားပြန်ပြောမယ်ဖျားစာကောင်းကြီးပေးသောအရာပါလေဘာလို့ကောင်းကြီးပေးနိုင်လဲဝိညာဉ်ပိုင်းကိုပဲဖျားကောင်းကြီးပေးနိုင်ဇာတိပိုင်းကိုကောင်းကြီးမပေးနိုင်အဲ့ဒီနေ့တင်းကိုတခါတည်းပြောမယ်သင်ဟာဇာတိနဲ့တွားနေတယ်ဆိုရင်တခါတည်းမှတ်ထားဖျားကောင်းကြီးပေးလို့ဖျားကောင်းကြီးပေးလို့မရဘူးအဲ့တခါတည်းအပြေယူသွားဖျားကတော့ဘာလို့ကောင်းကြီးမပေးဘူးလဲမမင်းနဲ့စဉ်းစားဇာတိကိုဖျားကောင်းကြီးပေးလို့မရဘူးတငယ်ချင်းတယောက်ရှိသူ့ကျွန်တော်ပြောတယ်မင်းကွာလူမျိုးရမ်းဆွဲတယ်သူကဘာပြောလဲဆိုဆွဲတာမဟုတ်ဘူးနင်လူမျိုးရမ်းဆွဲတယ်နင်အဲ့လူမျိုးခါချလိုက်မခါချရင်ဘုရားသခင်ခါချပေးနေမတတ်တာအဲ့လိုပြောတယ်သူနားမထောင်တခါလေးပြောပြလိုက်အဲ့အကြောင်းသင်ရမ်းဆွဲတဲ့ဇာတိတွေသင်မလွတ်နိုင်ဘုရားသခင်လွတ်ပြီးတယ်အဲ့တိုင်းဘယ်လိုလွတ်လဲဆိုလွတ်ပြီးပြောပြသူအရန်ချစ်တဲ့လူမျိုးတွေတည့်ရတော့အဲ့ဒီလူမျိုးတွေပေါင်းဖို့ရအကြည့်ရခံရသူရမ်းဆွဲတယ်မလားတခြားလူမလို့သူဆွဲတဲ့လူမျိုးခရစ်တော်တဲ့သူပို့ဆွဲတဲ့အဲ့လူမျိုးခရစ်တော်အဲ့လိုမဆိုအဲ့လူမျိုးကိုဆွဲတယ်အဲ့လူမျိုးဝိုင်းွယ်အဲ့မှာသူချက်ချင်းတည်းရဟာဆရာစံတော့မပြောဘူးလေအရန်ဆွဲအဲ့လူတွေကပဲဒုက္ခပေးမယ်အဲ့ဒါကြောင့်ဓမ္မရှိတဲ့မိဘညီကိုမောင်မခိုင်းအရန်ဆွဲရင်ဒီကိုဒုက္ခသူပေးမလဲခိုင်းအတေတော့အရန်ဆွဲရင်ဒီကိုဒုက္ခပေးမလဲလူမျိုးအရန်ဆွဲရင်ဒီကိုဒုက္ခပေးမလဲအဲ့ဒီအရာကပဲဒုက္ခဖြစ်တယ်ဘာလို့လဲဖယားသခင်ကအဲ့ဒါကိုလွတ်ချဖို့တင်တန်းပေးတယ်လို့ခေါ်တယ်တကယ်တော့အဲ့ဒါဖယားလုပ်ချင်တာကကိုယ့်ကိုစိုးစိုးလေးကလွတ်ရမှာကိုယ့်ကလွတ်မှာမလွတ်တော့ဘုရားသခင်လုပ်တဲ့အခါကျတော့ဘယ်တက်တာတော့ဟုတ်လားဒါကြောင့်ဒီနေ့အားပေးခြင်းနဲ့ဇာတိနဲ့ခွာသွားပြီးမှဘုရားဘာလုပ်လဲကောင်းကြီးပေးတယ်ကဲအဲ့ဒါအာပြန်နဲ့လောတာပြီးသွားပြီနောက်တစ်ခုထပ်ပြောနောက်တစ်ယောက်ချောင်းပြောကဘာဦးကျန်20နဲ့1ကျွန်တော်လုပ်မယ်ကဘာဦးကျန်16ရောက်တော့ကြော်ပြောမယ်နော်ကဘာဦး16မှာ
Abianga Di Joma nama bale Hagara ne pauki khale muile bale le shemai khale lo kyo pula pau Ishmaela muebi Ishmaela muero da phya lo ro hola phya la abia ko sara ne be pi ma le da me tu di Hagara ne ta pau mi muile mo la Ishmaela zali la winyin la Zandi phya kaung ji pi lo ya la kaung ji pi lo ya la phya la kaung ji ma pe ji mu phya ka winyin bai lo be kaung ji pe ji ne ba winyin le winyin bai da ba le Zati da Zati Akhanji 21ရောက်တဲ့အခါကျတော့အာဗျံကဘယ်သူနဲ့ပေါင်းလဲစာရာနဲ့ပေါင်းပြီးမှခလေးမွေးတယ်အဲ့ဒါပါလဲဝိညာဉ်ဣဇက်ဇာတိလားဝိညာဉ်လားအဲ့ဒါဝိညာဉ်ပိုင်းဘုရားလူရှိတဲ့အခါအဲ့ဒါကူတွဲနေလားတွဲနေတဲ့အခါကျတော့ဘသူကဘသူကိုနိုင်လဲပြန်ပြောဘသူကဘသူကိုနိုင်လဲဇာတိယဝိညာဉ်ကိုနိုင်တယ်မိမဲအဲ့နဲ့ရောက်တွဲထားရင်ဘသူတတ်တာလဲဘသူဒုက္ခရောက်လဲဇာတိနဲ့ဝိညာဉ်ကိုတွဲထားရင်ဘသူဒုက္ခရောက်လဲခြေလေဝိညာဉ်နဲ့ဒုက္ခရောက်တယ်ဘယ်တော့မှဇာတိဒုက္ခမရောက်ဘူးဇာတိဒုက္ခမရောက်ဘူးခဏနေပြစ်ဒဏ်အကြောင်းပြောတော့မယ်ယောမခေပြစ်ဒဏ်ဇာတိနဲ့ဝိညာဉ်နှစ်ခုစလုံးတင်လက်ခံထားပြီလားတင်မဲ့ဆက်စရတင်စိတ်စရရလိမ့်မယ်ဇာတိနဲ့ဝိညာဉ်နှစ်ခုစလုံးတွဲလက်ခံရင်လေဟိုဇာတိကခဏနေဆက်တာအဲ့တော့အခုဒုက္ခရောက်တယ်လေဣဇက်ကိုအနိုင်ကျင့်တယ်မဟုတ်လားဣရှမေလအဲ့ဒါနဲ့စာရာပြောတဲ့ကိုအာဗြဟံပေါ့နော်ဒီပြောခင်မီပြောနော်ကိုအာမကိုဗြဟ္မဏမသိအဲ့ဒါမောင်းထုတ်တဲ့ဂျွန်မနဲ့အဲ့ဒီခလေးကိုလေဘာဖြစ်လို့ငါသားကိုနိုင်ကျင့်နေအဲ့လိုလည်းမပြောနဲ့လေဒါလည်းငါတို့မွေးထားတာဒီအောင်မောင်းထုတ်ဖျားကိုမေးအောင်မယ်တဲ့မောင်းထုတ်တယ်မထုတ်သေးဖျားမေးအောင်အာဗြဟံကဖျားသခင်နဲ့စာရာမောင်းထုတ်ခိုင်းနေတယ်တဲ့ဂျွန်မနဲ့ဣရှမေလဖျားပါလို့ရှိနေမိမစကားနားထောင်လိုက်တယ်ပြီးတော့ကပောင်း20မှာရေဘူးယူတော့ခေါ်တော့တော်တယ်မှာဝမ်းနဲ့ကြည်ခွဲစားနေတဲ့နောက်ဆုံးပြလိုက်ရကြည်ပြီးမှဘုရားကဣဆက်ကိုကောင်းချီးပြုတွဲနေဘယ်သူခံရလဲဘုရားလေဇာတိကိုလည်းထားဝိညာဉ်ကိုလည်းထားတဝက်ထားတခါတလေဝိညာဉ်စားတခါတလေဇာတိစားဖြည်းပေါ်ဖျားရှိတဲ့မှာလေသိနေရလားသိရင်ဘလို့သိမလဲမှတ်တာအခုယောမစစ်ယောမခေကြောက်ပြောယောမကျန်ယောမဩဝါဒစာထဲမှာကြည်ဇာတိနဲ့ဝိညာဉ်သူတမိုင်းရှိတယ်လူတယောက်ကသေသွားရင်လူတယောက်ကလေသေသွားရင်နောက်တယောက်ကိုအသေးပြန်တက်သူနဲ့ပြန်ပတ်တက်ပြစ်မှုသူရဲ့တပ်ပုံတန်ကြီးရကြီးလို့သေသွားတဲ့လူရဲ့လက်နဲ့ရှင်တဲ့လူရဲ့လက်တွဲပြီးချီရတယ်မျက်နှာချင်းဆိုင်ခြေထောက်ချင်းတွဲချီမျက်နှာချင်းဆိုင်မျက်နှာလည်းမျက်နှာချင်းဆိုင်ကြာတော့အဲ့သေတဲ့လူဟာပုတ်ပွားတော့ကျိုးကတင်းလာတင်းတော့သေတဲ့လူနာပါရှင်တဲ့လူနာမြန်ပြော
အဲ့ဒါယောမကျမ်းစာယောမသမိုင်းအဲ့လိုပြစ်တယ်ချခမည်းဒီဇာတိကိုထားမလားခမည်းရဲ့ဝိညာဉ်ကိုအဲ့ဇာတိကညှင်းဆဲတရက်ခမည်းဝိညာဉ်ဆင်းရဲလို့မြင်သူ့မောင်းထုတ်ပါလားဘာလို့အဲ့ခံနေတာလဲတရက်အဲ့ခံတော့ခမည်းညှင်းဆဲခံရမှာပေါ့ခမည်းဝိညာဉ်စိတ်ဆင်းရဲတယ်ခမည်းဝိညာဉ်ဝမ်းနည်းတယ်ခမည်းဝိညာဉ်မပြောဘူးခမည်းဝိညာဉ်ကြည်ကွဲတယ်ကျန်စာဖွင့်လည်းမပြောဘူးစုတောင်းလည်းမပြောဘူးဘုရားကြောင့်တက်လည်းမပြောဘူးရီးပြနေရင်လည်းအထဲမှာငိုနေတယ်မျက်နှာပဲကြီးတဲ့အထဲမှာငိုနေတဲ့လူအများကြီးပဲပြောနေတာအထဲမှာကြည်မွနေတာသူများကိုပြောလိုက်ကိုယောက်ျားအန်ကျိတ်လိုက်ဒီဘက်မှာရီလိုက်ခမည်းကိုလိုက်ဆွဲလိုက်ခမည်းကိုပြောတာမို့ခွန်းတော့အိုက်ဆိုင်ခမည်းစဉ်းစားကြည့်ခမည်းစာတီကိုခမည်းမြင်စောနေမဟုတ်ရောကောတွေးထားတာအိုက်စာတီကခံရလားမြင်ပြောခံရလားဇာတိယအသေးဝိညာဉ်ကအရှင်မထာယုံကြည်သူတွေကဇာတိယအသေးဝိညာဉ်ကအရှင်အဲ့ဒါခုပူထားတော့ဘယ်သူခံရလဲဟမ်အသေးနဲ့အရှင်ပူရင်ဘယ်သူခံရလဲအေးခမရဖေကအရှင်ဝိညာဉ်ကခံနေရတယ်မဟုတ်လားကိုကြိုက်လို့ကိုလုံးတာကိုမကြိုက်ငါပါစနဲ့ငါပြောပြီးဝမ်းနဲ့ငါတဘောလောက်ပေါ်ပြီးတော့ပြောလို့လားပူပြီးချီခံထားရတဘောပေါက်လားအေးမြန်စွန့်လိုက်အဲ့ဒီဇာတိကိုမဟုတ်ရင်ဟိုအပုတ်ဘွားနန်းစောအရင်ကြလက်ကတီးတဘောပေါက်လားဒါကြောင့်ချစ်တော်ညီကိုမောင်နှမအဲ့ဒီဇာတိကိုခမရမြန်ဖြစ်တာကားလိုက်ကိုတင်ပလိုက်တော့ဘာဖြစ်လို့ခမရပြန်ဆွဲနေကိုပဲဝမ်းနေရဟုတ်လားမဟုတ်လားဒါကြောင့်ဒီနေ့ကျွန်တော်အားပေးခြင်းမောင်ထုတ်နောက်ဆုံးကိုမောင်ထုတ်လိုက်တော့မှဘုရားရှင်ကသူတို့ကိုကောင်းချီးပေးလို့ရပြီလားနောက်ဆုံးဇာတိရပါလဲဣရှမေလဝိညာဉ်ကတွဲနေကောင်းကြီးပြင်လို့ရလားဘယ်တော့မှပြန်ရလဲမောင်းထုတ်လိုက်ဘေးကလူကိုပြောလိုက်မောင်းထုတ်လိုက်မာပြီးမောင်းထုတ်ပြီးမယ်ဇာတိကိုမောင်းထုတ်လိုက်ပြောမောင်းထုတ်တာလည်းခဏနေကြဝိညာဉ်မောင်းထုတ်ပြီးရုံနဲ့လူတယောက်ကနတ်ဆိုမောင်းထုတ်ယေရှုဘာနဲ့မောင်းထုတ်တယ်မြန်ပြောယေရှုဘာနဲ့မောင်းထုတ်တယ်နတ်ဆိုမတော့ဘယ်တော့လဲတော့ယေရှုနာမမဟုတ်ယေရှုမာနဖြစ်တယ်ဒီမှာမြန်မောင်းထုတ်တာတိကိုဟုတ်လားဒီလိုမောင်းထုတ်ရတယ်စကားပြောရတယ်ကိုယ့်ထဲမှာဘာသာတိရှိလဲကိုသိလားစကားပြောငါတော့မဟုတ်ဘူးခါစံတော့မဟုတ်တာလားမပြောနဲ့ခါနိုင်တိနဲ့တော့လားမပြောနဲ့တိနဲ့မခံဘူးအဲ့ဒါဇာတိပဲဝိညာဉ်ပိုင်းဆိုတာတိလက်ခံမတိနဲ့ဒါပေမဲ့ငါကတော့မခံစားနိုင်ဘူးပြန်ပြောပြီးမှငါခံတယ်ပြန်ပြောပြီးမှတော့ငါခံကြလို့ဒါကြောင့်ဒီဇာတိကိုငါမောင်းထုတ်ယေရှုနာမနဲ့မြင်စံတော့မဟုတ်မခံယေရှုနာမနဲ့စကားပြောနေထွက်အဲ့မဟုတ်မခံဆိုတဲ့ဇာတိထွက်သွားငါညင်းတယ်နေငါလက်မခံငါပြောနေတယ်မဟုတ်မခံယေရှုနာမနဲ့စကားပြောထွက်အဲ့ဒီဇာတိငါလက်မခံဘူးယေရှုနာမနဲ့စကားပြောနေဘာလို့နေလဲဟုတ်တော့အဲ့ဒီဇာတိကိုညင်းငါတောင်းပြီးထင်းငါမခံငါတောင်းပြီးဟုတ်လားမဟုတ်ဘူးမဟုတ်လို့သူများပြောတာဟောဒါလာမပြောနဲ့ငါမခံပြောချင်ငါ့ကိုပြောငါတောင်းပြီးပြောတယ်အဲ့ဒီဇာတိတာသမီထိမခံစားဘူးဝိညာဉ်တော်နဲ့မတော့ပြန်ဇာတိနဲ့ပြန်ပြောလိုက်သူတို့ကလေးတွေကဘယ်လိုနေမှာလဲကြာ
ငါကလေးဆိုတာမပြောနဲ့သူတို့ကလေးပိုးဆိုးတက်ပြီမပြောနဲ့မျက်ပြပေါ်နဲ့တွေ့တယ်ပုံဖတ်တက်ငါကလေးကလာပြောကိုကလေးဒီမခံနဲ့ဇာတိငါကလေးဘယ်သူမှမပြောဘူးဇာတိငါကလေးလာတင်တယ်လောမကျင်းတယ်ဇာတိဒီနေ့ငါမိတ်ပြီးနေယေရှုနာမနဲ့အဲ့ဒီရဖျားလို့ပြီးထွက်ယေရှုနာမနဲ့ပြီးထွက်ယေရှုနာမနဲ့ပြီးထွက်ယေရှုနာမနဲ့စကားပြီးထွက်စံတိုးတွေကအဲ့ဥစ္စာယေရှုနာမနဲ့ပြီးထွက်ဘာလို့နေလဲစကားပြောနေတယ်အဲ့ဒီຢာကဝိညာဉ်ຢာဟုတ်လားပြောနေတဲ့စကားကဝိညာဉ်စကားဟုတ်လားဝိညာဉ်စကားဟုတ်လားကျေလေဟုတ်လားအဲ့တော့နောက်ဆုံးတော့အဲ့ဒီဝိညာဉ်ရေးရတာနောက်ဆုံးနိုင်သွားစကားပြောအိတ်နေရင်တွားရင်လာရင်နေရင်ထိုင်ရင်လမ်းလျှောက်ရင်ကြည့်စကားပြောနောက်ဆုံးသိရင်တက်တာလွတ်မြောက်သွားအာမင်စကားပြောအဲ့တော့ကိုယ်သွားပြီးမှဘုရားကบอกကောင်းကြည့်ပေးလေဝိညာဉ်ပါတဘောပေါက်လားဒီမှာကြည့်လောတာနဲ့ခွာသွားတော့ကောင်းကြည့်ခံစားမပြီးသေးဘူးဣဇနဲ့ဣရှမေလခွာသွားမှာကောင်းကြည့်ခံစားဟုတ်လားပြီးတာနဲ့အငယ်အခန်းကြီး20နဲ့စတိယာကလေတပွဲပဲနှွှဲရတာမဟုတ်ဘူးနှွှဲပြီးရင်နှွှဲပဲလေအပြည့်ရဲ့ဘဝမှာအမျိုးသားချင်းပေါက်ပေါ်လေးထွက်အဲ့ဒါတခါဟုတ်လားအဲ့ဒီကနေစပြီးတော့မှတခါဖေးစီနွားကြောင်းသားတွေနဲ့ဖြစ်ပြန်ပြီးပြတ်တယ်ဟုတ်လားအဲ့နားမှာတခါပြန်လမ်းခွဲကျင်းတော့အဲ့ဒါပြီးတော့တခါပါလဲလောတာနဲ့လမ်းခွဲအဲ့ဒါပြီးတော့တခါပါလဲတားနှစ်ယောက်လမ်းခွဲတွေ့လားဇာတိရတောက်လျှောက်ခွဲရလားအေးတစ်ချိန်နဲ့အပြီးမဟုတ်ဘူးအမျိုးသားချင်းပေါက်ပေါ်ရရတယ်တခါထွက်အဲ့ဒါစားတွားရင်းနဲ့နောက်ဆုံးနွားကြောင်းသားတွေရံဖြစ်အဲ့မှာလည်းဇာတိတခါလမ်းခွဲတခါအဲ့ဒီကနေသူ့တူလေးနဲ့တခါလမ်းခွဲလောတာနဲ့ဇာတိအဲ့ဒီကနေသူ့သားနဲ့ရောက်လမ်းခွဲဇာတိဟုတ်လားနောက်ဆုံးသူကျွန်တော်ဗာပဲကြံတယ်ဣဇက်ကြံလားအဲ့ဒီဣဇက်ကလေးကြီးလာကြည့်ဣဇက်ကလေးဘာဖြစ်လဲကြီးလာသူကလည်းတက်ကြီးဣဇက်ကလည်းကြီးလာဣဇက်ကိုအားကိုးရတယ်ရောက်ပြီးဣဇက်ကအဲ့အချိန်ကြာမှာရေးကြည့်ပြီနော်ကိုကလည်းတက်ကြီးအိုပြီးပြေတော့ကိုသားလေးကလည်းကြီးလာတော့ခွန်အားရအားကိုးလို့ရပြီအဲ့ချိန်ကြာမှဘုရားခင်သင်အလုံးချစ်လာတယောက်တီးတော့ဒါဘာလို့လဲဝတ်တယ်သွားပြီခန်းကြီးနဲ့ဆက်နေရတာကျင်းတော့ဘယ်သူပူဇော်ခိုင်းလဲမောင်နဲ့ဣဇက်လားအလုံးချစ်တော့နှစ်ယောက်တယောက်လားတယောက်တီးတော့လားတယောက်တီးတော့တေးပြီဖယားရဲ့ပေါ်နေပြီနောက်မှတယောက်ပြန်ပြီးပေါ်တော့အတွက်လည်းလွယ်မထင်နဲ့ဒါပဲကြံတော့တာလေအခုကျပြန်တက်ခိုင်းပြန်ပြီဘယ်လိုလုပ်မလဲသူ့အတွက်အဲ့ဒါလွယ်လားလွယ်ဘူးအဲ့ဒါရှင်းတယ်ဟာသူ့အတွက်ဒီအရာကအမင်္ဂလာလားကောင်းကြီးမင်္ဂလာဟမ်လူပေးတာလားဖျားပေးတာတေးကြလားဖျားပေးတာဝိညာဉ်ပိုင်းတေးကြတယ်ဖျားကောင်းကြီးတေးကြတယ်ဟိုဖျားပါပြောတယ်အဲ့ဒါကိုယူပြီးတော့တက်ပြီးရှိရရေးပြီးမဆိုတော့ဟောဘယ်လိုလဲမလဲတော့ဖျားကြီးဒါတော့ကိုတော်မားပြီးနေ something wrong မဲ့ကိုတော်ကောင်းရဲ့ပုံမှာဝိညာဉ်တော်နဲ့မတည့်ပဲပြဿနာတက်နေလို့လားဟမ်အပေါ်မှာစင်မပြေလို့အောက်မှာလာချမ်းတာလားဟောဘလွယ်ဘူးတော့ဖတ်ရှင်းခိုင်းတာတော့သူချစ်လားဖယားတဲ့ကိုချစ်ရင်စသည်ဖယားတဲ့တစ်ခုခုကိုချစ်မိရင်စသည်
သူတောက်တစ်ချစ်လားသူတောက်တစ်ချစ်တာမားလားမမအောင်ဒါပေမဲ့ဖယားထပ်ကိုချစ်ပြီးရင်အဲ့ဒါမားရအဲ့တော့အခုမှပူဇော်ခိုင်းပြီလေပူဇော်တဲ့ဟာဒီလေခံစားတာဒါပေမဲ့ဘာပဲပြောနောက်ဆုံးတော့ပူဇော်လားသူ့အတွက်ဒီအရာကြီးဟာဣဆက်ကိုရထားတာဖယားစစ်တယ်နော်ဖယားအဲ့ဒါကိုပါပူဇော်တယ်အဲ့ဣဆက်ကိုပါပူဇော်နောက်ဆုံးသူဝန်ခံလားဖယားကိုကြည့်လိုက်တဲ့အခါမှာရပြီလေတက်ဆရာမလို့ကြည့်သူရဲ့တက်တာလည်းမှာဖယားကကြည့်တော့စစ်ဆေးတယ်ဒါဆိုဖယားခင်ကဘာကိုကောင်းကြီးမပေးဘူးလေမြန်ပြောဘာဝဲပေးလေဖယားဘာဝဲကောင်းကြီးပေးလေဒါကြောင့်မြန်ပြောမယ်ဒီချာနားတော့ဆရာတွေကဒီလိုပြောတယ် God bless you ဖယားရှင်ကောင်းကြီးပေးပါစေမေးမယ်ရလားပြောနေရလားတသိမ်းမကရှိတယ်သူတို့ပေးတဲ့ကောင်းကြီးဖို့တယောက်ပေး God bless you တယောက်ပေး God bless you plastic နဲ့ထည့်စမ်းမှာမဟုတ် God bless you ရလားမညာနဲ့ကြိုက်တော့ God bless you ပြောပါအဲ့ God bless you ကဘယ်လိုပဲသွားမလဲGod bless you ဘယ်လိုသွားမလဲမြန်ပြောဒီကနေပါစားအစနေပြန်လိုက်မယ်နော်ဒါကြောင့် God bless you လို့ပြောလိုက်ရင်လူ100ထိုင်နေရင်တချို့က20လောက်ပဲရတယ်80လောက်ကအာမင်ထိုးပေးမယ်မရဘာလို့လဲအဲ့ God bless you ကဘယ်လိုပဲသွားလဲအေးအဲ့ဒါကြောင့်သင်ကဝိညာဉ်ပိုင်းနဲ့သက်ရှင်ရင်ဒီကပေးတဲ့ကောင်းကြီးကခံစားရတယ်ဒီကဇာတိနဲ့ပဲအသက်ရှင်နေဒီက God bless you ဆိုအာမင်ဘာဒီမကောက်ဒီကဒီလိုပြောတယ်အာမင်လို့ကြည်ခေါ်တဲ့လူကိုပြန်ပြီးကောင်းကြီးပေးပါစေအာမင်တမန်ကပေါ်ရီပါပေါ်လို့အညာခံတဲ့ခရိယာများတယ်ပြန်ပြောပါများလေဟမ်အညာခံတဲ့ခရိယာနဲ့ညာတဲ့တရားဟောစရာတွေ့တော့အစင်ကိုချောယူကြမှာကြည့်အဲ့ဒါသိပေါ်တယ်အာမင်လို့ကြည်ထူတဲ့လူပြားကိုကောင်းကြီးပေးပါစေအာမင်ဟာလေလုယာလို့ကြည်ဟောပြားကိုကောင်းကြီးပေးပါစေအော်လိုက်ဟာလေလုယာတော့ကောင်းကြီးရတယ်ပြန်တော့အပလာမတော့ယောက်ျားနေနမိတ်လက္ခဏာပြည့်တဲ့ဘုရားရောက်သွားတာဘာလို့ထုတ်ပါမိတာလဲမတော်ပြီဟာဒီဟာအော်လာစစ်စားလူရည်ယူရနေလားမသိဘူးဘာမှဖတ်ဘူးလေအကျေရောကောင်းကြီးရတယ်လို့ဟမ်အကျေရောကောင်းကြီးရတယ်ဆိုရင်တော့ဘာမှပြည်စည်းရော9ယောက်နဲ့လူတွေဘလို့တိုက်ဆောက်ပြီသူတို့တော့လာသူတို့ပဲ first line တော့ဒါကြောင့်ခွဲချတဲ့ပြန်ပြောပါတရားမလဲ God bless you လို့ပြောတာမှားလားပြောရင်မှားလားအဲ့ဒါအာမင်ထူတဲ့လူတိုင်းရလားဖြစ်တယ်ဘယ်သူပဲရလဲဝိညာဉ်ပိုင်းနဲ့အသက်ရှင်တဲ့လူကအဲ့ဒီကောင်းကြီးပေးအာမင်ဆိုရအဲ့ဒီအာမင်ကဝိညာဉ်ပိုင်းကိုပဲပါတယ်ဟုတ်လားမဟုတ်လားအေးအဲ့တော့အရေးကြီးတာကဇာတိပိုင်းကိုဘုရားကောင်းကြီးပေးလို့ပိုက်ချတယ်ဖို့လို့လားအဲ့ဒါနားလည်ဖို့အဲ့ဒါရေးကြည့်တယ်ဒါကြောင့်အမြဲတမ်းဝိညာဉ်လားဇာတိလားခွဲခြားအာဗြဟံကတစ်ချိန်နဲ့ပဲဇာတိလားဇက်တိုက်ရှိတာအမျိုးသားချင်းပေါင်းပေါ်ရတဲ့အတွက်အဲ့ဒီမှာဇာတိနဲ့ဝိညာဉ်ကွဲလားအဲ့ဒီကနေထွက်လာပြီးတော့
ဖေရစီတို့တွေနားမှာယံဖြစ်တယ်ဖေရစီတို့တွေနားမှာယံဖြစ်တဲ့အတွက်ကြောင့်မလို့မကောင်းဘူးဆိုပြီးလမ်းပြန်ကွဲတယ်ဇာတိနဲ့ဝိညာဉ်ကွဲလားဆုံးရှုံးလားဆုံးရှုံးသွားတယ်ဟုတ်လားဘာမှအကောင်းနေမရဘူးကြည့်လောကနဲ့ပြန်ခွဲသွားတော့အဲ့ဒါဇာတိနဲ့ဝိညာဉ်ကွဲလားအရိကနေပြီးတော့မှဣသရေလနဲ့ဣရှိမေလပြန်ကွဲလားဇာတိနဲ့ဝိညာဉ်ကွဲလားအာပြန်ရဲ့ဘဝမှာဘယ်သူနိုင်လဲမြန်ပြောဇာတိနိုင်လားဝိညာဉ်နိုင်လားဇာတိနိုင်လားဝိညာဉ်နိုင်လားဝိညာဉ်နိုင်တဲ့အတွက်အာပြန်ကောင်းကြီးခံစားလားခံစားလားတေချာနာတော့ဇာတိနိုင်တဲ့တဏှာပြတဏှာပြတယ်တကြည့်သူမိမကိုဘယ်လိုလိန်လိုက်လဲမောင်နှမဘယ်နဲ့ဇာတိမိမကိုဇာတိလို့ပြောလားဟမ်ခမရပဲလာပြင်လိုက်တော့ဘယ်သူမှမသိတာကိုဖြေတတ်ကဲသူမိမကိုသူဘယ်လိုလိန်လိုက်လဲမောင်နှမလို့ထပ်ပြောမယ်မောင်နှမမဟုတ်လားဟုတ်တယ်ဟုတ်တယ်မို့ဟုတ်တယ်မို့ဟုတ်တယ်တကယ်တော့ကျွန်တော်ကမိမနဲ့အရင်တော့တကယ်ချင်းကျွန်တော်လေတကယ်ချင်းတော့တင်လာတယ်ကျွန်တော်ကြားစားတယ်မိတ်ဆွေအဲ့တော့ကျွန်တော်ကငါမိမလို့ခေါ်ရတာအားပေးရမလဲပါချပလိုက်အဲ့ဒါရမယ်ဟုတ်လားမရဘူးလေဘယ်ဟုတ်မလဲပေါ့တကယ်ချင်းရတကယ်ချင်းပေါ့တရေကြတော့ရည်စားဖြစ်သွားတယ်ရည်စားဖြစ်တော့အဲ့ချိန်မှာမိမလို့ခေါ်ရမလားမရဘူးရည်စားပဲရှိသေးတယ်အဲ့ဒါတငယ်ချင်းနဲ့ရည်စားဆိုတူလားတူဘူးတငယ်ချင်းတဲ့နည်းနည်းလေးရှင်းတူတော့ရည်စားမဟုတ်လားတငယ်ချင်းပုံကြည့်တာသိမခံစားဘူးလေရည်စားပုံမျက်စိထဲမှာပြန်ပြောက်တယ်မျက်စိပြန်ပြောက်ပြန်ဖွင့်တကယ်ကြီးကိုခဏထုတ်ကြည့်ရရှိလားရှိဒီသားဆိုရင်တော့အကြည့်နေတော့တူပြောပုံပြီးတော့ကတတာဒီစားရတိတ်မှမရပါဘူးအဖေတို့မေတို့လည်းဘာနဲ့သူတို့လည်းကြီးငယ်ကြီးလာအဲ့တော့တရေကျတော့လက်ထလိုက်ရောလင်မယားဖြစ်သွားရောလင်မယားဖြစ်သွားတဲ့အခါကျတော့သူနဲ့ကိုယ်နဲ့တငယ်ချင်းဟုတ်ပြီလားဟုတ်တော့ဟမ်ကြီးသားဟုတ်သေးလားဟုတ်တော့လေဒါဆိုရင်ကြီးသားလို့ပြောတဲ့စကားတွေအားလုံးမှန်တော့မှန်ခဲ့တယ်ဘယ်ချိန်ကြီးမှန်လဲဟမ်မယူမချင်းကြည့်တော့ကြီးစားမဟုတ်လားယူပြီးတာနဲ့လက်ပြဖြစ်သွားပြီကြီးစားခေါ်တော့ဒီမှာသူ့ဒိတ်တွေကအာဗြဟံနဲ့စာရာကမောင်နှမဟုတ်တယ်ဒါပေမဲ့မယူမချင်းယူပြီးပြီဆိုရင်တော့လက်ပြဖြစ်သွားပြီလေအာမောင်နှမလေငကိုကမောင်နှမပဲဖြစ်စီရင်မယူနဲ့ပေါ့ယူလဲယူပြီးမှခုတည်းမောင်နှမလုပ်ချင်ဓမ္မသူ့တုံးတယ်ကမယူမချင်းမောင်နှမယူပြီးပြီဆိုတိုင်းအိမ်တော်ဖြစ်သွားပြီဟုတ်လားဒါပေမဲ့ဟိုမှာဘယင်းစီမှာပါသွားညာလေဒါဆိုရင်အဲ့ဒါကမှန်တာလားမုတ္တာလားမှန်တာလားဇာတိလားအာရန်ဇာတိရှိလားရှိလားမောင်နှမလက်ဆောင်ရှိရကလာအိုရေမတီအောင်ကြချုံမိမတိုးနွားရှေမဟုတ်လားညာကြတော့ဘုရားကတန်ခပ်လိုက်တော့ဘာလို့စာတော်ထိလို့ပြန်ဘုရားတန်ခပ်ရှိလားဆုံးရှိတဲ့ဘုရားကုံတော့တဲ့ဘုရားမဆန်းတဲ့ဘုရားကုံပြီး
အဲ့ဒါနဲ့မနေ့ကျတော့အာပြောင်ခေါ်ပြီးပြန်ပြေးလိုက်လက်ဆောင်နေရောဘယင်ပြန်ယူလားကျွန်တော်ပြောမယ်နော်အဲ့ဒီလက်ဆောင်ကဇာတိလားဝိညာဉ်ဇာတိနဲ့ရတာလားဝိညာဉ်နဲ့ရတာဇာတိနဲ့ရတာလက်ဆောင်ဟုတ်လားဒီလက်ဆောင်ပါလဲဇာတိနဲ့ရခဲ့တာဇာတိနဲ့ရတဲ့ဟာဆိုရင်အန္တရာယ်ရှိဖျားကောင်းကြီးပြီလို့တရက်ကြတော့သူမိမပြောတယ်စားလိုက်အပြည့်ရဲ့ငါနဲ့လည်းခလေးမရဘူးနေကြုံမနဲ့သွားအိတ်လိုက်ခလေးရမယ်အဲ့ခလေးငါခလေးငါတို့ကထောက်ဆန်းရှိတယ်လာပြန်ပြီးထောက်ဆန်းငါတို့ကထောက်ဆန်းရှိတယ်အဲ့ထောက်ဆန်းပါလေကြုံမနဲ့ခလေးကိုတခင်ပဲပိုင်တယ်ကြုံမပိုင်ဘူးအဲ့ဒါငါတို့ထောက်ဆန်းအပြည့်ကြုံမနဲ့သွားမွေးတဲ့ခလေးငါခလေးအဲ့ကြုံမမပိုင်ဘူးငါထောက်ဆန်းနေမသိဘူးလားအပြည့်အပြည့်မဖြစ်နိုင်ဘူးမိမဘလို့ပါဦးတရားမကြိုက်ဘူးပြောလားမပြောနေအောင်စားတာစွမလုံးနဲ့ခရရကိုမေးဦးမယ်တဘောတူလားမတူလားမေးလားအဲ့ဒါမိသားမမေးဘူးသွားအိတ်လိုက်ကျုံမတဲ့ခလေးမောင်းတော့ကြတော့ခရမေးဦးမယ်လူစရာတော့လောက်ချင်မမေးဘူးတော့မလောက်ချင်အလိုတော့ရှောင်းပြုံရှောင်းကြည့်သွားအိတ်လိုက်ရောခလေးရသွားတော့အဲ့ခလေးနဲ့ဒုက္ခရောက်လားရောက်လားအဲ့ဒီမိမဟာဂရသူသွားအိတ်အဲ့ဒီဟာဂရကလက်ဆောင်ထုတ်တယ်မှာပါလာတာလက်ဆောင်ထဲမှာပါလာတာဘယင်ကပေးလိုက်တဲ့လက်ဆောင်ထဲမှာကျွန်မိမဆိုတာရှိတယ်မလားအဲ့ဒီလက်ဆောင်ထဲမှာအဲ့ဒီဟာဂရပါလာအဲ့ဒီလက်ဆောင်ကဇာတိလားဝိညာဉ်လားအဲ့ဒီဇာတိကသူ့ကိုနောက်ဆုံးဒုက္ခပေးလားကောင်းကြီးပေးလားမထာဖယားကောင်းကြီးပေးဇာတိကိုပေးလို့မရဘူးဒါကြောင့်နောက်ဆုံးဒုက္ခရောက်ကြောင့်ခမည်းလက်ထဲမှာဇာတိပါရှိအဲ့ဒါမြန်ထုတ်လိုက်ခမည်းလက်ထဲမှာဇာတိပါရှိမြန်ထုတ်မထုတ်ရင်အဲ့ဒါကိုဖယားကောင်းကြီးပေးလို့မရဘူးသဘောပေါက်လားဒါကြောင့်ဇာတိဆိုတာဖယားကောင်းကြီးမပေးနိုင်တော့မြန်ရှင်းလိုက်အမြန်ရှင်းဟုတ်ပြီလားဆိုတော့အမြန်ရဲ့ဘဝမှာဇာတိရောရှိလားဝိညာဉ်ရောရှိလားအဲ့ဇာတိတိုင်းခံရခဲ့လားဝိညာဉ်ပိုင်းပေါ်မှာကောင်းကြီးရခဲ့လားပင့်တက်တာမှာဇာတိရှိလားခံရဖို့ရှိလားဝိညာဉ်ပိုင်းရှိလားကောင်းကြီးပေးဖို့ရှိလားတကယ်လို့ရှိတယ်ဒါကြောင့်အမြန်ဆုံးအဲ့ဇာတိကိုအမြန်ထုတ်လိုက်ပြန်ကြော်လိုက်နောက်တစ်ခုကြည့်လောတဇာတိလားဝိညာဉ်လားကြိုက်တာတဝဲယူအကောင်းဆုံးနေပဲကိုမလုပ်လိုက်လဲကျုံလိုက်တာအဲ့လောတမြတ်တာဇာတိလားဝိညာဉ်လားရှင်းတယ်ပြောတာအိုးတော်တို့ဂေါမရမျိုးရတယ်ထာဝရဘုရားကြီးဥယျာဉ်တော်ပဲလို့ငါစဉ်းစားကြည့်လေဘယ်တော့ပြောမလဲမဟုတ်လားထာဝရဘုရားကြီးဥယျာဉ်တော်ပဲလို့ဘယ်တော့ပြောအဲ့လိုနေရင်နဲ့တရက်ကြတော့တော်တို့ဂေါမရမျိုးမှာမိတာမဟုတ်လားပြီးတော့သူမိမနဲ့သူကတည်းပြေးတယ်မဟုတ်လားကောင်းတယ်မဆွဲပြီးတော့လေပြေးတဲ့အခါမှာနောက်ဆုံးအဲ့ဒီတော်တို့ဂေါမရာဆိုတာဇာတိနဲ့ရထားတယ်လေဒါကြောင့်ထာဝရဘုရားရဲ့ဥယျာဉ်တော်ကဲ့သို့ပဲဖြစ်ပါစေမီးလောက်သွားတယ်ဒီနေ့ဒီသူတမိုင်းကြည့်မပါဘူးအဲ့ဒါလောကရဲ့ဇာတိကိုပြတာဇာတိဆိုတာဘုရားကောင်းကြီးပေးလို့လောကမှာရထားတယ်ကုန်သွားလားကောင်းလားမပြီးသေးဘူးသူမိမပြည့်ကြည့်လိုက်တာဘာဖြစ်သွားလဲစားတယ်အဲ့ဒီဇာတိမှာနေခဲ့တာစားတယ်အဲ့ဒီဇာတိမှာပဲကြီးခဲ့တယ်လေသူကလေးနဲ့အောင်ထပ်ပြီးအော်တယ်မှာဆွဲပြေးတာမမီးလောင်တဲ့အချိန်မှာပြေးတာလောတာတို့မောလိုက်တာဖယားဟိုကောင်းတဲ့တမတောင်းပေါ်ထိမပြေးနဲ့မှာစောရကြိုင်မှာငါတို့ထားလိုက်တော့မိရအိုက်ကြီးတော့မလောက်တော့အေးလေခင်ဗျားစဉ်းစားကြည့်ကောင်းကင်တမန်ကဆွဲပြေးတယ်ဆိုတော့လွယ်မလားပွင့်ပြေးတာမဟုတ်ဆွဲပြေးတာခါလေးကိုလူကြီးဆွဲပြေးကြည့်လို့မလုပ်နိုင်ဘူးအခုကောင်းကင်တမန်ကသူ့ကိုဆွဲပြေးတာလည်းမလုပ်နိုင်ဘူးဖဖမောစောရကြိုင်မှာထားလိုက်ပါငါတို့နေကထားလိုက်စောရကြိုင်
အဲ့ဒီခလေးမြောက်သူနဲ့ဖောက်ပြန်အမင်္ဂလာပြုနေပွေးလာမနေ့ကပြောပြီးသမီးမြောက်သူနဲ့ဖောက်ပြန်အာမုံမျိုးနဲ့မောပါမွေးလာတာကြည့်ဘသူရဲ့ဇာတိလဲလောတာရဲ့ဇာတိဆိုတာတိရထမှာအများဆုံးတဲ့မဆုံးတဲ့တားစစ်ပြည့်စက်တည်သွားတယ်ဟုတ်လားမဟုတ်လားအဲ့ဒီမောပါနဲ့အာမုံမျိုးဘယ်လောက်ဆိုးလဲရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး18ရောက်လာတဲ့အခါ sorry အခန်းကြီး20ရောက်လာတဲ့အခါယောရှဖတ်ဆိုတဲ့ယူဒလူတွေစစ်ဖြစ်ဖျားရဲ့လူမျိုးတော်စစ်တိုက်တဲ့အခါမှာလေဖျားလူမျိုးတော်ကိုအပြင်းထန်တစ်ဖက်ကနေစစ်တိုက်တဲ့အဖွဲ့ကအဲ့မောပါနဲ့အချင်းတဲ့ချာချက်ကောင်းကြီးပုံပေါ်မှာဇာတိဆိုတာဖျားကောင်းကြီးနေလို့ဒါကြောင့်မလို့ဘေးရလူပြောလိုက်ဇာတိကိုဖျားကောင်းကြီးမပေးဘူးဒီမဲ့ဖျားပါဝဲပေးလဲဘာဝဲပေးလဲဘာနဲ့သက်ရှင်ရမလဲဘာနဲ့သက်ရှင်ရမလဲတင်ဘဝအခုချိန်မှာဘာပဲဖြစ်နေတာဆိုဇာတိနဲ့တွားနေတော့ဒီမဲ့တင်ဘဝဘလို့ခြေနေရောက်နေပါပြီဘလို့စေအခုချိန်ကနေစပြီးဆုံးဖြတ်တယ်ဇာတိနဲ့တွားနေဟုတ်လားမဟုတ်လားဒါကြောင့်ကောင်းစင်တက်ထားမယ်ဖယားကောင်းကြီးပေးတော့ရကောင်းကြီးပေးတော့အရာဘာလဲဒါကြောင့်ရောက်တိုင်းရဲ့တက်တာတွေမှာဝိညာဉ်ပိုင်းကိုပဲဖျားကောင်းကြီးပြီးတော့ကြောင့်ခုဆိုစဉ်းစားဇာတိလာဝိညာဉ်လာပေါ့ကိုပြန်စဉ်းစားဟုတ်လားအိမ်တော်ကြီးပြောမယ်နော်အိမ်တော်သေးတယ်အိမ်တော်ထဲမှာလေအစင်မပြေမှုတွေဖြစ်လာစဉ်းစားတော့ငါနိုင်မမလုံးနဲ့ငါနိုင်မနိုင်တယ်လို့ကျင်နေယောက်ျားလေမိန်းမလည်းသူပဲနိုင်ရခြင်းမလုံးနဲ့နိုင်ငံရှုံးတာရင်ကျူခင်ဗျာဇာတိနဲ့မလုံးနဲ့ဇာတိနဲ့မလုံးနဲ့ခရီးကအဲ့ဇာတိကိုကောင်းကြီးပေးလို့ရအောင်ဝိညာဉ်ပိုင်းနဲ့လုံးပါဝိညာဉ်ပိုင်းနဲ့အဲ့ဒီဝိညာဉ်ပိုင်းဘယ်ကောင်းကြီးပေးကဘာတို့ဘုရားဟောဆရာမမာတာမစီလီယာသူ့အကြောင်းလေးပြောပြီးဆုံးသွားတယ်ကဘာတို့တရားဟောဆရာမမာတာမစီလီယာဘယ်သူမှသူ့တရားဟောဆရာမမခံဘယ်သူမှမခံဘယ်တဲ့တော့မခံသူဟာသူလောက်တာခက်ခဲတဲ့လူစင်ရတဲ့လူတေတော့မဲ့လူမမာလေးစေကူပေးမဲ့လူမရှိလာပေးပါပြည့်လေနောက်ကျွတ်ရသူတို့ချက်တော့ကိုကိုက်တော့ပြီးတော့ပွေးတာမဘယ်သူမှမခိုင်းပတ်စံမရှိပဲတော့မအဲ့ဒီလုံးကအပြုစုပြောတာโอ้ไม่บอกว่าดูเลยตัวเว้ยเว้ยง่ะเอ้ยนี่เปียวยูสุฮะไอ้นี่เปียวเลยโอ้พี่ภาษาบางคนนั่งเล่าสาระดูเลยตอกคอเอ้ยนี่เปียวเว้ยง่ะสิคุเปกุญีฮะไอ้ยันนี่ตาตนาพี่เอามีละอันนี้เรากำบัดเนี่ยมาดามสิเดียป้าช่างลงเนี่ยแหละยังมันเนี่ยพี่ยังใครเนี่ยဖြတ်ခိုင်းလုံးရင်အောင်ရဖြတ်တော့ကြော်ညာအဲ့မသားမစင်ရလို့ကငါတို့ဖယားတော့မဆိုင်ဘူးနော်ခက်တဲ့ခုကိုပြင်းဖယားတော့ပါမှာဆိုလို့ကြိုးတင်ကြီးညာတာဟာနောက်တော့လေလူများလာတော့လုံးမဲ့နေရာမရှိဘယ်မှာတော့လုံးလဲဈေးပေါ်တဲ့အိမ်လိုက်ရှာတာဝယ်လို့ရင်တွေးရင်လုံးဝမထွက်တဲ့နေရရေမထွက်လို့ဈေးပေါ်တယ်အဲ့နေရာသူဝယ်လိုက်သူများပြောတယ်ရေမရှိဘူးဘယ်လိုလုပ်နိုင်မှာဘာလို့သွားနေမလဲရတယ်အဲ့ဒါဝယ်ပြီးတော့စုတောင်းရေပြတူလိုက်တ
တိတ်တိတ်လေးနဲ့ရေကြောပြီးတော့ဟာလေလုယာလူတိုင်းသူ့ကိုစမ်းကျင်ဒါပေမဲ့သူကဇာတိနဲ့မတုတ်ပြန်ဝိညာဉ်နဲ့တုတ်ပြန်တယ်သူလောက်တာကိုသူများဇာတိနဲ့ပြောတယ်သူဝိညာဉ်နဲ့တုတ်ပြန်တယ်သူများဇာတိနဲ့ပြောတယ်ဝိညာဉ်နဲ့တုတ်ပြန်တယ်ဇာတိနဲ့ပြောတယ်ဝိညာဉ်နဲ့တုတ်ပြန်တယ်နောက်ဆုံးဘုရားသခင်ကအဲ့ဒီဝိညာဉ်ပိုင်းကိုကောင်းကြီးမပေးလို့မဒပစီလျာနဲ့ဒီရောကဘာမှာစုချမဒပစီလျာအဲ့ဒီစုကိုညာသွားယူပါတကဘာလုံးအတိမပြောတာဒါကြောင့်သူ့စာအုပ်ကိုအများကြီးမဒပစီလျာကြည့်သင်ကိုသူများဘလောက်စာကြီးနဲ့ပြောတင်ဒုက္ခမရဘူးမှတ်ထားလိုက်သင်ဘလို့တောက်ပြန်လဲအဲ့ဒါအခြေပဲအာမင်လူတွေသင်ကိုဘလို့ပြောတင်ဘာမှမဖြစ်ဘူးဒါနဲ့သင်ဘလို့တောက်ပြန်လဲအဲ့ဒါအခြေပဲအဲ့တော့မှလေမယားကြစာကြီးနဲ့မတုတ်ပြန်အသေးတော်တွေမှာပြောင်းလဲတယောက်စာကြီးနဲ့မတုတ်ပြန်ပတ်ဝန်းကျင်မှာအလုပ်ထဲမှာစာကြီးနဲ့မတုတ်ပြန်နင်ပြောမှတော့ငါလည်းရမလားရမယ်နေတော့မပြောစာတိနဲ့မတော့ပြန်နဲ့ဖျားခင်ဒီကိုကောင်းကြီးပေးတိတ်တဲ့အားလုံးဇက်ပြီးတော့ဟာလေလုယာအခုနော်ဝေးမှာရှိမနစ်ကကျွန်တော်လာတော့ရှိတယ်ဒီနေ့ရှိနေလားMAA မှာအင်တာနက်ထဲမှာသူ့နာမည်ရှိMAA-MA Mama Norway အမျိုးသမီးအဖွားအိုးပြီးတော့ပြည်ကြအသက်80ကျော်90ဒီပါရှိအဲ့ပွားရနတ်မအခု Norway မှာနတ်မဖျားတော့နိုးဆိုလေဖျားဟိုဖိလစ်ပင်းကလူတွေကကြည့်ရှုရမယ်တနာလိုက်တာနတ်မိုင်းဖိလစ်ပင်းကတော့အမိုက်ပုံမှာအမိုက်ကောက်နေတဲ့မိန်းမတွေသွားပြီးတော့အမိုက်ကတော့မကောက်နေဒီလိုကောက်လက်နဲ့ကောက်ယောဂမဖြစ်အကုန်စားမိုက်ပုံမှာစားအဲ့လိုမစားနဲ့ဒီလိုအားလုံးနဲ့ငါလည်းမတွေးနိုင်အဲ့တော့စားပြီးပြောဒီဥစ္စာတွေမှာမြစ်ပတ်တဲ့ဟာကိုဖယ်ကျန်တဲ့ဟာကိုဒီလိုတန်ရှင်းပြန်လုပ်ပြီးအဲ့လိုစားပြုစုတာအမိုက်ပုံမှာပြုစုတာခေါ်လာခရစ်တော်ကြောင့်ပြောပြဖိလစ်ပင်းကတွေးသွားရောမမဟဲ့ဒီကောင်းဖြူနဲ့ဘိုးပဲတာငါတို့ဖိလစ်ပင်းသူမဟုတ်ဘူးဘယ်လာလဲနော်ဝေးနော်ဝေးတိုင်ရောနေတော့လူခေါ်တော့ဒီမှာလာတဲ့နေငါတို့အမှုပတ်နာမကပြန်ခေါ်တော့ဖိလစ်ပင်းကနေနော်ဝေးကိုပို့လိုက်မလာနဲ့နောက်မလာနဲ့ဖိလစ်ပင်းကိုတိတ်သွားလိုက်သူတို့အမိုက်ပုံမှာကောက်စားနေလို့နေနိုင်ဘူးဖြတ်လို့စကားပြောနေသူကြည့်အောင်ဒါဆိုနေကြတာကြောင့်စင်လားစင်နေမှုတော့ဆောင်းလားဆောင်းနေဘယ်ဖျားကြောင့်လွတ်လဲလွတ်နေနေစေမနဲ့စပါတော့လောက်ပါပြန်သွားတိတ်ပြန်သွားပြန်အဲ့မဲ့ဘူးပြန်ခေါ်ပြန်ပြုစုပြန်ပြောတော့နေကောင်းတာကြည့်ပေးတယ်အေးဘယ်လိုလုပ်လဲအော်ပြန်ပြီးပြန်ခေါ်ပြီးသွားနော်ဝေးပြည်ကပြောတယ်မလုပ်နဲ့တိတ်ပြန်သွားပြန်အခုလေဖိလစ်ပင်းမှာတုံးထက်စေးကိုပိုင်သူစောက်ထားအောင်ရပါပြီအဲ့ဒီအမိုက်ပုံလေးအမိုက်ပုံကလူတွေပြောင်းလဲလို့အမှုတော်ဆောင်အောင်ဖြစ်ပြီကျွန်တော်သူ့အိမ်သွားတယ်ဆရာမောင်ကကျွန်တော်ခေါ်သွားပြီးကျွန်တော်သူဆူတောင်းပေးလို့ကျွန်တော်သူဆူတောင်းပေးသူစီမှာဆူတောင်းခံတယ်သူ့ကိုလူငွေပေးတယ်ချက်ချင်းပြောတယ်နေပေးတဲ့လူငွေရတယ်ဖိလစ်ပင်းအခုငါပို့မယ်တဲ့လူဘယ်နှယောက်တရက်စားလို့ရတယ်သူခါတဲ့တော့ပြီး
ကြည့်နော်ဝေးဘုရင်ကကိုဆုချလိုက်လက်မရှိနော်ဝေးဘုရင်ဆုချအဲ့ဒါသူတို့လွတ်တာမဟုတ်ဘူးဖိလစ်ပင်းကသူ့ကိုလက်ခံတာမဟုတ်ဘူးဘသူဘာပြောတင်မလို့ပြန်တောက်ပြန်တယ်တင်ဝိညာဉ်နဲ့တောက်ပြန်လားဇာတိနဲ့တောက်ပြန်လားအဲ့ဒါဖြေပဲတခါတည်းကျွန်တော်ဝိညာဉ်ရဓမ္မတွေဒီလိုလုပ်နေတယ်ငါတို့လုံးနေဒီတော့မောနေငါတယောက်တည်းအားလုံးကလက်စစ်ပြီးတယ်ငါလည်းနေလို့ရတော့သူများပါလို့လေအရင်ကြည့်တင်ဘလို့တောက်ပြန်လေအရင်ကြည့်တယ်အဲ့တော့နဲ့မှာဝိညာဉ်ကြီးကလုပ်ငန်းထဲမှာသာသနာမှာမိသားစုမှာတင်ဘလို့တောက်ပြန်တယ်လေဖိလစ်ပင်းဆိုရပြန်လို့ပြောတယ်သူတို့အတွက်လာတာလေသူတို့ကပြန်ခိုင်းတယ်နေဘောနေတော့အဲ့အမိုက်ပေါ်နေတော့ရုပ်ရှိပါရောက်လာလိမ့်မှတ်ထားအဲ့လိုပြောခဲ့လားပြောဘူးဘလို့တော့ပြန်လဲဝိညာဉ်နဲ့ဟာလေလုယာဝိညာဉ်နဲ့ဘလို့တော့ပြန်လဲဝိညာဉ်နဲ့မမသူစာအုပ်ရှိတယ်အင်တာနက်ထဲမှာလည်းရှိတယ်အကြီးကြီးအောင်မြင်သွားပြီအခုဖိလစ်ပင်းကသူ့ကိုချီးမွမ်းလိုက်စေယုံနာမည်မမနော်ဝေးဘယင်သူ့ကိုခုံကျူးလက်မှတ်ပြီးတယ်ကျွန်တော်တက်ကိုရိုက်တယ်ချီဖယားတခင်ကသင်ဘလို့တုတ်ပြန်တယ်အဲ့ဒါဝဲကောင်းကြည့်ပေးတာအဲ့ဒီဘလို့ပဲဖြစ်ဖြစ်နေ့တိုင်းသင်မှာဘယ်နှခုရှိလဲဘာနဲ့ပါလဲသင်မှာနဲ့တုတ်ပြန်မလဲဒါဆိုဖယားပါလို့မလဲပြဿနာအပြင်မှာလားသိစီမှာလားပြဿနာကအပြင်မှာလားသိစီမှာလားတင်ကိုယ်တိုင်ကဘလို့တုတ်ပြန်လဲဆိုတာမသိဘူးဒါကြောင့်ဝိညာဉ်ပိုင်းနဲ့တုတ်ပြန်သင်ဘတော်မှဒီကောင်းကြီးမခံစားရအကြောင်းမအောင်မြင်စရာအကြောင်းဒါကြောင့်ဒီနေ့အားပေးခြင်းဝိညာဉ်ပိုင်းနဲ့တုတ်ပြန်အာမင်ဆုတောင်းပေးပထမဦးဆုံးဒီရအတွက်ရင်ဆုတောင်းမယ်ငါတော့ဒီတရားချက်ကိုကြားတဲ့အခါမှာဟုတ်ပါတယ်ငါနဲ့တူပါတယ်ဆိုရင်ထိုင်ပြီဝိညာဉ်ပိုင်းနဲ့တုတ်ပြန်နေတဲ့သူများအားလုံးထိုင်ပြီမရဘူးဟေးငါတော့တစ်ခါတစ်ခါပဲတုံးကဆိုရင်တော့အကံပြပြတရစီပြန်နေဖြစ်ကုန်မှာငါကြောင့်ငါကြည့်လေဘာမှမပြန်ရင်ငါအတန်ကျေလာတယ်ဘာကြောင့်ကျေတယ်လားဇာတိနဲ့တုတ်ပြန်နေဇာတိနဲ့တုတ်ပြန်ပြီးတယ်ဆိုတဲ့သူတွေဖျားကိုဝန်ခံလိုက်ဖျားခင်တိကိုပါစားလိုက်လုပ်ပြီးလေဖျားကြီးကျွန်တော်မတက်နိုင်ဘူးကျွန်တော်ဇာတိတိတ်ပြန်နေကိုတော့မရဘူးဆိုတဲ့သူရှိတဲ့နေရာကနေမတည့်ရမစက်ကတင်ဝန်ခံတိကိုဖျားရှင်လို့ဟာလေလုယာမရဘူးကျွန်တော်မရဘူးဆိုတဲ့သူမတည့်ရတချောင်းကြီးတော့တိကိုတူမပါလေဘာဖြစ်လို့အားလုံးမတည့်ကြတာတော့တကယ်စကားပါပြ